ကျေနပ်စရာတွေကများသလားမကျေနပ်တာတွေကများသလားသူများကိုမကျေနပ်တာလားကိုမကျေနပ်တာလားကိုလည်းဘာဖြစ်လို့မကျေမနပ်ဖြစ်ရလဲကိုမကျေမနပ်ဖြစ်နေတာလားကိုဘဝကိုမကျေမနပ်ဖြစ်တာကိုဘဝကိုမကျေမနပ်ဘာဖြစ်လို့ကိုဘဝကိုမကျေမနပ်ဖြစ်ရပရိသတ်ကိုဘဝကိုမကျေမနပ်ဖြစ်တဲ့အခါတိုင်းလေဘုံဖြေနည်းလေးပြောပြမကျေနပ်တာတွေတွေ့ရင်မကျေနပ်တာပဲဖြစ်မှာပေါ့ကျေနပ်စရာလေးရှာတွေ့ရင်ကျေနပ်တဲ့အတွေ့ဝင်နိုင်လားမဝင်နိုင်ဘူးလားဘုံကရပြောတာတပည့်တော်တို့ဘဝမှာကျေနပ်စရာဆိုတော့ဘာမှမရှိဘူးလို့ဒီလိုမတွေးနဲ့လူဖြစ်နေတာကဘဝမှာအကြီးဆုံးကျေနပ်စရာကြီးပါပဲလူမဖြစ်တဲ့တ attva တွေလောကမှာများလားမများဘူးလားဩအဲ့လိုရှင်လိုက်ရင်ကျေနပ်သွားတာပရိသတ်ရွှေလက်ကောက်လေးမဝဲလို့မြန်အမေကိုမကျေမနပ်ဖြစ်နေတဲ့သူတွေလက်မပါတဲ့သူတွေတဲ့ဆိုင်လေလက်ပြက်နေတဲ့သူတဲ့ဆိုင်ကိုဘဝတော်သေးလားမတော်သေးဘူးလားကဲကြည့်အဲ့လိုဖြေလိုက်ရင်ပြေသွားလားမပြေသွားဘူးလားရွှေလက်ကောက်မဝေရလို့စိတ်တော့ကဖြစ်နေတဲ့သူတွေလက်ပြက်နေတဲ့သူတဲ့ဆိုင်တော်လားမတော်ဘူးလားဖဏကောင်းကောင်းမစင်းရလို့အမေကိုမကြေမနက်ဖြစ်နေတဲ့သူခြေထောက်ပြက်နေတဲ့သူတဲ့ဆိုင်တော်လားမတော်ဘူးလားဒုပရိသတ်တွေသဘင်နေခဏခဏကျွသဘင်နေဖြူနေတို့ဆေးဆိုရတဲ့သူတွေသဘင်မပါတဲ့ဆရာလေးတဲ့ဆိုင်တော်လားမတော်ဘူးလားတို့လည်းပါလားသဘင်မပါဘူးနော်မဲတော်ပါတယ်ဖရားတဲ့ဆရာလေးတွေရဲ့ဘဝပရိသတ်သဘင်နာမပါတာနော်ဟောဒီလူတွေထက်ပို့ပြီးတော့ဒုက္ခကင်းလားမကင်းဘူးလားသဘင်နဲ့ပတ်သက်တဲ့ဒုက္ခတို့ဘုန်းကြီးနေဆရာလေးတွေဘာမှပူစရာမလိုဘူးတို့လူတွေကြတော့ခေါင်းလျှော်ရတဲ့တခါကကြရင်မလျှော်ခြင်းခေါင်းကိုရေးဆိုမှဆိုလို့ထုတ်ရသိမ်းရတာရှိလားမရှိဘူးလားသဘင်မြန်ဖြူလိုက်ရင်ဆေးဆိုရသေးတယ်အဲ့ဒါလေးတွေလေလောက်ရလားမလောက်အောင်လားဆရာလေးတွေမှာအဲ့ဒုက္ခမရှိခေါင်းဘွားလောင်ချိုးလေဘာမှမဖြစ်ဘူးဘာမှပေါက်တွေပါညာလဲမလိုဘူးရှမ်ပူတွေနဲ့လျှော်စရာလဲမလိုဘူးဒုက္ခကင်းလားမကင်းဘူးလားပရိသတ်အဲ့ဒါကိုယ့်အခြေအနေလေးကိုဖြည့်ပြီးတွေးရင်ကျင်တဲ့ဆရာတွေလောကမှာအများကြီးရှိလားမရှိဘူးလားသူများတာပြောတာလူရဲ့စိတ်ကလေပရိသတ်တခါတခါကောင်းတာတွေးတာတဲ့မကောင်းတာတွေးတာများလားမများဘူးလားကျင်တဲ့ဆရာတွေရှားတွေးတာတဲ့မကျင်တဲ့ဓာတ်တွေတွေးမိတာကများလားမများဘူးလားစိတ်ကထစ်ကနေဆိုကျင်တဲ့စိတ်ကဖြစ်တာများလားမကျင်တဲ့စိတ်ကဖြစ်တာများမကျင်တဲ့စိတ်ကဖြစ်တာများနော်အခုဘုန်းကြီးနော်လမ်းမှာပင့်လာတခါကြီးကပြည့်ဆောင်ရေးတခါကြီးကအသက်ကလည်းကြီးကြီးဟိုတပြေပန်းကြီးနေရာနဲ့ကာရင်လာတာအော်ဒီထဲမှာလည်းရေအပြည့်ထည့်ထားတယ်တပြေပန်းဖလားထဲမှာမလို့တော့မနိုင်ဘူးရေအပြည့်ထည့်ထားပြီးတော့ရှေ့ကနေအဲ့ဒါကြီးပိုက်ပြီးတော့လာတာလူကလမ်းလျှောက်တော့ဒီထက်ကကြီးကတောက်နဲ့ကြာလာမဟုတ်ရင်ဘုန်းကြီးကပဲဇင်းကြွလန်းနေကြွလာရင်လေဟိုအပေါ့တွေပဲသွားခဲ့တယ်လို့တခြားလုံးဖြစ်တယ်သူရေကကြာလာတယ်ဒီမှာခုတည်းရှိသေးတယ်ညီမေကြီးအဲ့တခါကြီးပစိုးဆွဲရှုံးနေမပြောပါဘူးကိုကသူရှက်သွားမှာဆိုတော့အဲ့ဒါလူဆောင်တော့မပြောရတာသူပစိုးကြီးစိုးနေတာမပြောဘူးအဲ့ဒါလေကိုတော့ပြောတာရင်မတော်ကြလူတွေအထင်လွဲနေဦးမယ်ဘုန်းကြီးကြောက်သေးတယ်များပါနေလားမသိဘူးလမ်းမှာအဲ့ဒါသူ့ပင့်လိုက်ရင်ဘုန်းကြီးနောက်ကလာဟိုးနောက်ကတက္ကမဟာဘုန်းကြီးတော်တော်ဝါသွားပြီနော်တဲ့တော်တော်လဲမဲသွားပြီနော်တဲ့အတင်းပြောတဲ့သူကရှိတယ်အဲ့ဒါကိုကလည်းကြားပြအောင်ကြားလိုက်တယ်ဆိုဒီကိုနဲ့ပတ်သက်တဲ့မကောင်းတာပြောရင်ဒီဘုန်းကြီးနဲ့ပုထုဇဉ်ဆိုကျင့်တတ်မယ်ထင်လားမကျင့်တတ်ဘူးလူကလေကိုနဲ့ပတ်သက်လို့ကောင်းတာလေးတွေဆိုရင်တော့မြောက်ပြောမှန်းသိရတဲ့နဲ့ကျင့်တတ်နေပေမဲ့မကောင်းတာလေးဆိုရင်ကျင့်တတ်တာများလားမကျင့်တတ်တာများလားမကျေနပ်ဘူးပေးခဲ့တဲ့အဘကတော့ကိုရီးယားတက္ကမကြီးတယောက်ရောက်လာလွန်ခဲ့တဲ့9နှစ်လောက်ကဘုန်းကြီးကိုရီးယားမှာတရားပြတော့တရားဝင်တဲ့တက္ကမကြီးကလွန်ခဲ့တဲ့9နှစ်လောက်ကဘုန်းကြီးကဖြူဘိုးဝေးလှတပါတာပိမင်းသွဲ့ခက်ချောလေးကိုအခုမတွေ့ရတာ9နှစ်လောက်ကြာတော့သူကရန်ကုန်ရောက်ရင်းနဲ့ဆရာတော်မဖူးရတာကြာပြီလာဖူးအောင်မယ်ဆိုရန်ကုန်အကြောင်းကိုရောက်လာတော့ဟိုတုန်းကဖြူဖေးဖေးပိမင်းသွဲ့လှတပါတာလေးမြင်ပြီးတော့အခုဝဝဖိုင်မိုင်မဲပြောင်ပြဲကာကာကြီးကိုမြင်သွားတော့ရကမကြီးကစိတ်မကောင်းလည်းဖြစ်တယ်အလည်းအံ့ဩတယ်နဲ့တူပါတယ်အဲ့ဒါမျက်နှာလက်ညှိုးထိုးပြီးတော့ကိုရီးယားလိုမေးတယ်စွန်းနေမြန်မာအဲဆောမွန်စွန်းအီဒီအဆောဆောယိုနော်မှုနိုလတ်ဆောယိုတဲ့သူကိုရီးယားလိုပြောတယ်အဓိပ္ပာယ်ကစွန်းနေဆိုတာအရှင်ဘုရားမြန်မာအဲဆောမွန်စွန်းအီဒီအဆောဆောယိုမြန်မာပြည်မှာဘာတွေဖြစ်ခဲ့တာလဲဘုရား
Nomu no lasoyo, the Davido ma Ashimpiao Gibi and Ore Pialu Puro, Boya do Biamia, where you bosalin, where you sora, wine sora a day, bosalin sora, Gorialu, Takamayu, bosalin locore, balin locore. Bosalin, limba in Takamailu, mat, Goria. Ela do bien me where you bosalin, Babelo le Takamaji, sora, Miena, Lenjo Tobiro, Sonim, all goody, no moon, nuko, kayo, Ashimpia, Miena, Dodo, Odabi Pia, Jibao. Oh, coronavirus kai kare Korea ne bido la weya la bido no Myanmar ပြည်မှာရှိတဲ့ဘုန်းကြီးကိုလာပြီးတော့အိုတယ်လို့ပြောတော့ဒီဘုန်းကြီးကကြိုက်မယ်ထင်လားကျင့်တတ်မယ်ကိုထင်ရဲ့လားမထင်တဲ့ပရိသတ်ချက်ချင်းစိတ်ကလေးမှာအော်စိတ်မကောင်းလည်းဖြစ်သွားမကြည်မနှက်လည်းဖြစ်သွားကြည်စမ်းငါ့ကိုအိုတယ်လို့ပြောရကောင်းလားချက်ချင်းထောင်းနဲ့ဒေါသထွက်သွားတယ်အဲ့ချင်းခဏလေးပဲဒါမှချက်ချင်းပြန်ပြီးတော့တရားနဲ့ပြန်ပြီးဘုန်းကြီးကကိုယ်ဆုံးမခြင်းတရားတွေအပိုင်းလိုက်ဟောထားတဲ့အလေးကျင့်ရှိနေတဲ့အခါကျတော့တရားနဲ့ပြန်ပြီး apply လုပ်ပြီးဖြည့်တတ်တဲ့အကျင့်လေးကအရနေပြီဆိုတော့မကျေနပ်စိတ်လေးချက်ချင်းဖြစ်တာနဲ့ချက်ချင်းပြန်ပြီးတော့ဖြေလိုက်တယ်။အော် तू ကသူပြောတာတော့ပြောမှာပဲ။အမှန်တရားပဲလို့အိုတယ်လို့ပဲပြောပြောပို့ပြိုတယ်လို့ပဲပြောပြောလက်ခံလိုက်ပါမခံစားပါနဲ့။အဲ့စကားလေးကိုဖြေတာလက်ခံလိုက်ပါမခံစားပါပြောကြည့်ပါဦး။နောက်တစ်ခေါက်ပြောပရိသတ်ရဲ့ဘဝမှာအဲ့ဒီစကားလုံးလေးလက်တွေ့ကျင့်သုံးကြည့်ပါတော်တော်သက်သာတယ်ဘာပဲလာလာအကောင်းပဲလာလာအဆိုးပဲလာလာအတက်ပဲလာလာအကြပဲကြုံကြုံလက်ခံနိုင်အောင်ကြိုးစားရတယ်လက်မခံနိုင်လို့ငါဒီလိုပြောရကောင်းလို့ဆိုလိုက်ခံစားရင်ဘယ်သူပင်မကိုပဲပင်မနဲ့လေပြိဿရဲ့လက်ခံခိုင်းတာခံစားခိုင်းတာဟုတ်ရဲ့လားတချို့ကလက်မခံနိုင်မဲ့လိုက်ခံစားလို့ပြဿနာတက်တာလေပရိသတ်ရဲ့ဝေဒနာမှာငါးရီမပါပါစေနဲ့ဝေဒနာဆိုတာခံစားတာကိုပြောတာဝေဒနာမှာငါးရီပါသွားရင်ငါခံစားတယ်ဆိုတာဖြစ်ရင်ငါပဲပင်မလားမပင်မဘူးလားနော်ပရိသတ်ဝေဒနာမှာငါးရီမပါစေနဲ့အကောင်းပဲလာလာအဆိုးပဲလာလာအတက်ပဲလာလာအကြပဲကြုံလက်ခံနိုင်အောင်ကြိုးစားလက်ခံခိုင်းတာလိုက်ခံစားခိုင်းတာမဟုတ်လက်ခံလိုက်ပါမခံစားပါနဲ့ဗါတယ်တော့ပရိသတ်ဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ဘောခေကြီးကကိုကမကောင်းတာဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ဘောခေကြီးကကိုကမကောင်းတာကာယံကတ်အောင်ပြောခေကမကောင်းတာလားလူရိယမကောင်းတာလူရိယမကောင်းတာလားအစိုးရကမကောင်းတာနိုင်ငံရေးတွေပါနော်ခေကမကောင်းတာလည်းမဟုတ်လူတွေကမကောင်းတာလည်းမဟုတ်ဘူးအစိုးရကမကောင်းတာလည်းမဟုတ်ဘူးမြတ်စွာဘုရားကတော့သူ့ကြောင့်လည်းမဟုတ်ဘူးငါကြောင့်လည်းမဟုတ်ဘူးဟေတုံပဋိစ္စသံဗုဒ္ဓံအကြောင်းရှိလို့ဖြစ်ကြတာဘာရှိလို့ဖြစ်တာဟေတုပင်္ဂနိရောဇန္တိအကြောင်းနေကုံတော့လဲအကျိုးဆိုတာကုံသွားတာပဲဖြစ်စဉ်တိုင်းမှာအကြောင်းတရားဆိုတာရှိလားမရှိဘူးလားအဲ့ဒီအကြောင်းတရားကြောင့်အကျိုးဖြစ်လာတဲ့ဒီရလက်ကြီးကိုတို့တွေကလက်မခံနိုင်မဲ့လိုက်ခံစားရင်အဲ့ဒါခံစားတဲ့သူကအရှုံးပဲတခါခါကြရင်လေပြဿနာကဒီလောက်ကြီးတာမဟုတ်ခံစားချက်ကြီးလို့ပြဿနာကြီးတာဘာကြီးလို့လဲငါမှဖြစ်ရကောင်းလားဆိုတဲ့ဒီအတွေးကကိုယ့်ရဲ့ခံစားချက်ကိုပိုပြီးကြီးစေတဲ့အတွက်ကြောင့်လူတိုင်းပြဿနာဆိုတာရှိလားမရှိဘူးလားဘုန်းကြီးတနေ့ကပဲသင်ကြီးစေးစီယုံမှာတတ္တဝါနဲ့ပြဿနာဆိုတဲ့တရားလေးတစ်ပုဒ်ဟောပူတယ်တတ္တဝါနဲ့ပြဿနာတတ္တဝါတိုင်းပြဿနာရှိလားမရှိဘူးလားဒါပေမဲ့လူတွေကပြဿနာတက်ရင်လေပြဿနာရဲ့အဓိပ္ပာယ်ကိုကဖြေရှင်းရမယ့်ကိစ္စပြဿနာဖြေရှင်းရမယ့်ကိစ္စဆိုစာပေမှာဖွင့်တို့တွေကပြဿနာတက်ရင်ဖြေရှင်းတာများလားခံစားတာများမဖြေရှင်းမဲ့လိုက်ခံစားတော့ပြဿနာပိုကြီးတာပေါ့မှန်လားမမှန်ဘူးလားပြဿနာဆိုတာဖြေရှင်းရမှလားခံစားရမှလားမဖြေရှင်းမဲ့ခံစားရင်ပြဿနာကပိုကြီးလားမကြီးဘူးလားကြောင့်ပရိသတ်ဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ပေါ့ခေကြီးကကိုကမကောင်းတာဆိုတော့ကိုယ့်ဟာကိုအကြောင်းနဲ့အကျိုးဖြစ်ပေါ်လာတဲ့အကျိုးရလဒ်ကိုလက်ရှိနေတဲ့အနေအထားကိုအမှန်အတိုင်းလက်ခံနိုင်တဲ့သူကကျေနပ်သွားတယ်အဲ့ဒီအမှန်အတိုင်းလက်မခံနိုင်လို့လိုက်ခံစားတဲ့သူကမကျေနပ်စိတ်တွေဖြစ်တော့တာပဲဆိုတော့မြတ်စွာဘုရားကတော့လေအာကာတပฏิဝိနည်းတုံမှာ
အကယ်၍များတဲ့မကြည်မနှက်ဖြစ်ခဲ့ရင်ဖြေနည်းငါးနည်းနဲ့ဖြေကြည့်ကြပါဖြေနည်းဘယ်နဲ့နည်းဘေကဝေจิตตจิตသမီးတို့ဣဒဤလောက၌ယသမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ပေါ်မှာအာဂါတောဇာယေထမကျေနပ်ချက်မြန်ဖြစ်ခဲ့မယ်ဆိုရင်တသမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘာဝေတပံမေတ္တာတရားပွားခြင်းအပြင်အာဂါတောပတိဝိနေတဘောမကျေနပ်ချက်ကိုဖြေကြည့်ရမယ်မြတ်စွာဘုရားကမကျေနပ်စိတ်ဖြစ်ရင်ဖြေနည်းငါးနည်းနဲ့ဖြေရမယ်နံပါတ်1မေတ္တာနဲ့ဖြေဘာနဲ့ဖြေဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါပရိသတ်ရဲ့မကျေနပ်တဲ့စိတ်ဆိုတာဒေါသစိတ်လားမေတ္တာစိတ်လားမေတ္တာစိတ်မကျေနပ်တဲ့စိတ်ဆိုတာမေတ္တာစိတ်လားဒေါသစိတ်လားဒေါသဆိုတော့ဖြစ်ရင်ဘသူ့ကိုအရင်ပူတယ်စိတ်ဆိုးတာကသူ့ကိုစိတ်ဆိုးတာခံစားတော့ဘသူကခံစားမကျေနပ်တာကအိမ်ကတကာကြီးကိုမကျေနပ်တာတကာကြီးကစိတ်ဆိုးပြီးတော့အပြင်ထွက်လက်ပိတ်ဆိုင်ထိုင်ပြီးတော့ဘောလုံးပွဲကြည့်နေအိမ်ကတကာမကြီးကအိမ်မရတာတွေဖြစ်လာမဖြစ်ဘူးလားဖြစ်တာကသူ့ကိုဖြစ်တာပူတော့ဘသူကအရင်ပူရောင်ပရိသတ်ရဲ့မကျေနပ်တဲ့ဒေါသစိတ်ဟာဒေါသကိုဒေါသနဲ့ဖြေလို့ပြည်သွားတယ်ဆိုတာကြားဘူးလားဒေါသကိုဘာနဲ့ဖြေရမေတ္တာသာများများပွားမကျေနပ်စိတ်တွေခဏခဏစိတ်ဆိုးစိတ်တို့ဖြစ်များများဖြစ်လေလေသူ့ရဲ့စံကျင်ပဲမေတ္တာသာများများပွားမေတ္တာအားကောင်းလာတဲ့နဲ့အမျှကိုယ်တဏ္ဍာမှာအဲ့ဒီဒေါသစိတ်ကအလိုလိုယော့သွားသူများကလည်းကိုယ်ဒေါသနဲ့လာတုံ့ပြန်ရင်လည်းကိုယ်ကဒေါသနဲ့မတုံ့ပြန်မနဲ့မေတ္တာသာများများပွားပြီးအနိုင်ယူပရိသတ်ရဲ့ဒေါသကိုဒေါသနဲ့တုံ့ပြန်လို့လောကမှာငြိမ်းချမ်းသွားတယ်ဆိုတာရှိလားဒေါသကိုဘာနဲ့ဖြေမေတ္တာနဲ့ဖြင့်ဒေါသချင်းကပြည့်တယ်ဆိုတာမရှိဘူးတခါကဒေါသလျောက်ရံဖြစ်ကြတယ်ဆဲတယ်ဆိုတာတွေရှိလားမရှိဘူးလားပရိသတ်စဉ်းစားကြည့်ဆဲတယ်ဆိုတာသူဆဲကိုဆဲမှအားရှိတာတယောက်တည်းဆဲရင်အားရှိလားနှစ်ယောက်ဆဲတော့အားရှိမယုံရင်ဟိုးရှိမှဈေးတယ်လေစိတ်တူပြီးတော့ရံဖြစ်ရင်လေနှစ်ယောက်ဆဲရင်အားရှိလားမရှိဘူးလားဟိုကတစ်လုံးဆဲကိုကအားရတက်လာနှလုံးပြန်ဆဲသူကအားတက်လို့သုံးလုံးဆဲကိုကအားရပြန်တက်လေးလုံးဆဲသူကတွေ့ရတဲ့ကောက်ပေါ့ကိုကတွေ့ရတဲ့ကောက်ထုဆွပင်ကြွလားမကြွဘူးလားဆဲတဲ့သူရှိတော့ပို့ပြီးတော့အားရတက်တယ်ကုသိုလ်အားမဟုတ်ဒေါသအားရမယုံရင်ကိုယ်အိမ်ရှိတယောက်ကမြန်လာဆဲကြည့်အဲ့ဒါကိုအိမ်ထဲကလူကမခံနိုင်လို့အတန်ပြေးနဲ့ပြန်ဆဲရင်အိမ်ရှိကလာဆဲတဲ့သူကအားရတက်ပြီးအိမ်မီးနဲ့ရှို့နိုင်လားမရှို့နိုင်ဘူးရောက်ပြီးရင်ကြွတာလေးရှိရလူပါလေအဲ့ဒါသူကအိမ်ရှိကဘလောက်ပဲဆဲကိုကတကားလေးပိတ်ပြီးဘာအတမ်းမှမပြုတ်ပဲမသိကြအောင်ဆောင်ပြီးနေကြည့်စမ်းလမ်းမပေါ်ကလာဆဲတဲ့သူက9မိနစ်လောက်ဆဲပြီးတော့အော်ဘယ်သူမှမရှိဘူးနဲ့တူပါတယ်ဆိုသူကပြန်ပြေးနိုင်လားမပြေးနိုင်ဘူးလားတယောက်တည်းဆဲတော့အားမရှိဘူးလေမှန်လားမမှန်ဘူးလားနှစ်ယောက်ဆဲတော့ဒါကြောင့်အိမ်ရှိလာဆဲရင်ပြန်ဆဲရမလားမသိကြအောင်ဆောင်နေဘတို့တွေကမသိကြအောင်ဆောင်တာများလားပြန်ဆဲတာများပြန်ဆဲတော့အပြင်ကလူကခဲနဲ့ထုနိုင်လားမထုနိုင်စွပင်းကြွလားမကြွဘူးလားပရိသတ်ရေဘလောက်ပဲကောင်းအောင်လုပ်လို့ဒီခေကြီးကပရိသတ်ရေဆဲတဲ့သူကရှိကိုရှိနေတာရှိလားမရှိဘူးလားကိုလိုတာမန်ပုဂ္ဂိုလ်မပြောနဲ့မြတ်စွာဘုရားလိုအလုံးစုံပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်ဆဲတဲ့သူတွေမရှိဘူးလားမြတ်စွာဘုရားလည်းအစဲခံရတယ်နော်ခံရလားမခံရဘူးလားအစဲတွေခံရတာမဟုတ်သေချောင်းတော်ကြင်ကြင်ကြံခံရသဗ္ဗညုတညာနာပိုင်ရှင်ဘုရားရှင်တော်မှာအစဲမလို့ဘုရားရှင်ကိုဆဲတဲ့ထဲမှာနာမည်ကြီးတဲ့သူ2ယောက်ရှိဘူးတဲ့စာပေမှာအကောသဘာရဒွါဇဆိုတဲ့ပုံနာကြီးရဲ့မာဂန္ဒီဆိုတဲ့တတိသမီးပုံနာသမီးတယောက်ချောတယောက်မာဂန္ဒီဘယ်လိုလဲတော့မာဂန္ဒီကပြိဿရဲ့သားဖမှာအဖေရလဲမာဂန္ဒီသမီးလုတ်သူရလဲနာမည်ရလဲမာဂန္ဒီနှစ်ခုလုံးမာဂန္ဒီပဲအဲ့တော့အဖေဖြစ်တဲ့မာဂန္ဒီကသူ့သမီးကသိတ်ချောတာတော်တော်ချောဆိုပဲစာပေမှာလေချောလွန်အားကြီးတော့အဖေကဘလို့တွေးလဲဆိုငါသမီးနဲ့သင်လျော်တဲ့ယောက်ျားဒီလောကမှာတွေ့ဘူးဘယ်သူမှမပေးစားနိုင်
တနေ့တော့မြတ်စွာဘုရားကိုတွေ့သွားတော့ဖယားမှန်းမသိဘူးဒါပေမဲ့အလွန်တပ်ပဲအလွန်ဥပရိတံပတ္တိပြည့်စုံတဲ့ယောက်ျားပဲဒီယောက်ျားနဲ့ပဲငါသမီးနဲ့သင့်လျော်တယ်ဆိုပြီးတော့အဖေလှုပ်တဲ့မာဂန္ဒီကသမီးလက်ကိုဆွဲပြီးတော့ဘုရားကြောင့်ဘုရားနောက်ကိုလိုက်သွားဘုရားရှင်ရှေ့ရောက်တော့အသင်ယောက်ျားကိုသမီးကိုအပ်ပါတယ်သမီးကိုယူပါလို့မြတ်စွာဘုရားဖယားမှမသိဘူးသူကယောက်ျားတာမန်ယောက်ျားထင်ပြီးတော့မြတ်စွာဘုရားကိုသမီးလက်ဆွဲပြီးသွားအပ်တော့မြတ်စွာဘုရားကပြန်ပြောတာအပုတ်ကောင်ကြီးရုပ်ဆောင်ထားတဲ့မင်းသမီးငါခြေထောက်နဲ့တောင်မတို့ချင်ဘူးတဲ့ဘုရားကပြောလိုက်ရောပရိသတ်ဘုရားကဘာပြောလိုက်အပုတ်ကောင်ကြီးရုပ်ဆောင်ထားတဲ့သမီးကိုခြေထောက်နဲ့တောင်မတို့ချင်ဘူးဆိုတော့မြတ်စွာဘုရားပြောတာမှန်လားမမှန်ဘူးလားဒါပေမဲ့သမီးလှုပ်တဲ့မာဂန္ဒီကအလှမှန်တဲ့တော့ငါဒီလိုပြောရကောင်းလားဆိုတန်ဝင်ကညံမဖြစ်ပဲဘုရားကိုအညှိုးထားတာအပုတ်ကောင်းကြီးရုပ်ဆောင်နေဆိုတဲ့ဘုရားမြတ်စွာပြောတဲ့စကားမှန်လားမမှန်ဘူးလားဒုက္ခန္တာကြီးတကယ်တမ်းကျတော့ပုတ်နေတာမပုတ်နေဘူးလားပုတ်တယ်နော်နေ့စဉ်ရေချိုးပြီးပြင်းရလားမပြင်းရဘူးလား3 ရက်လောက်များရေမချိုးရင်မှွေးသလားနံသလားဟုတ်တော့အနက်နဲ့ရတယ်လို့ပြင်လို့သာလှကြီးဆိုရင်ဒကမာကြီးတွေအတိဆုံးအသက်80အရွယ်အထိပြင်လာတာဒီမျက်နှာအလှပြင်လို့သာလှကြီးဆိုရင်9 နှစ်သမီးအရွယ်ကနေစပြီးတော့နေတိုင်းပြင်လာတာအသက်80အထိဆိုနှစ်ပေါင်းဘယ်လောက်ပြင်65နှစ်လောက်ပြင်တရက်ထဲလား65နှစ်လားတကယ်ဆိုရင်ဒီလောက်အကြာကြီးပြင်ပိုလှတဲ့နာပေါ့နော်ပရိသတ်ရဲ့65နှစ်လုံးပိုလှမလားမဆိုပြီးတော့ပြင်လိုက်ကြတာနှစ်ပေါင်း65နှစ်ကျော်ကြာအောင်ပြင်ပြီဆိုရင်တကယ်ဆိုရင်ပိုလှတဲ့နာပေါ့ဒါပေမဲ့ပရိသတ်ရဲ့ပြင်ရင်နဲ့ပိုလှတယ်ဆိုတာရှိလားပြင်ရင်နဲ့ပိုလှမလားပဲအိုတွလာတော့တာပိုလှမလားပဲဘာဖြစ်အိုတာကဟုတ်ပါပြီတွတာကဘာပဲတွတာတွန့်တာပြောတာနေမှာမနော်တွတာဘာပြောတာတွန့်တာပဲကြည်စမ်းအိုလာရင်ဘာမှမကောင်းတော့ဘူးဆိုတော့သိမှန်တဲ့အပုတ်ကောင်းကြီးရုပ်ဆောင်ထားတဲ့ဟောဒီခန္ဓာကိုအရေးပြားလေးဖုံးနေလို့သားလင်းဖြူတယ်မဲတယ်ဆိုတာသတ်မှတ်ကြတာအရေးပြားကိုခွာကြည့်အသားပြူတယ်ဆိုတာရှိသေးလားအသားမဲတယ်ဆိုတာရောချောတယ်ဆိုတာရောရှိသေးလားကြည်စမ်းဒီဖုံးထားတဲ့အရေးပြားလေးကိုပဲတို့တွေပြင်ပြီးတော့လိမ့်ချယ်ပြီးတနေရတာဒီအရေးပြားကိုပဲအခလေးနဲ့ထိုးကြည့်လို့အရေးပြားလေးပေါက်ပြီးထွက်လာတဲ့သွေးရအစကောင်းလားမကောင်းလားညှိနှံ့ထွက်လာမထွက်ဘူးလား။ကြောင့်အပုတ်ကောင်းကြီးရုပ်ဆောင်ထားတဲ့စဘုရားပြောတာမှန်လားမမှန်ဘူးလား။ပရိသတ်ဟောဒီအိမ်နေမှာလေတို့တွေအိမ်နေမှာနေတဲ့အိမ်နေမှာတကားပေါက်တွေဆိုတာရှိလားမရှိဘူးလား။ခန္ဓာဟာလည်းအိမ်နဲ့အတူတူပဲတဲ့ခန္ဓာအိမ်လို့ခေါ်တယ်။ဘာအိမ်လဲ။အိမ်နေမှာတကားပေါက်တွေရှိသလိုခန္ဓာအိမ်မှာလည်းအပေါက်တွေဆိုတာရှိတယ်မျက်စိနားနာလျှာကိုယ်စိတ်ဆိုပြီးတော့ခန္ဓာကိုယ်မှာဓွာရဆိုတဲ့အပေါက်တွေမရှိဘူးလားပရိသတ်ရဲ့ဓွာရဘယ်နှပေါက်လောက်ရှိတယ်ထင်တယ်6ပေါက်နဲ့9ပေါက်တော့ပြဿနာတက်မယ်နဲ့တူတယ်ဒီတောင်ငူကလူတွေ9ပေါက်တော့ကိုဘယ်နှပေါက်ရှိမှမသိကြဩဒါကြောင့်ထောင်တက်ပြောတာမှန်တယ်ပြီးခဲ့တဲ့လကအညာဘက်မှာသွားဟောတယ်အဲ့ဒါလေတရားဟောရင်းနဲ့တရားပွဲထဲမှာကွန်ဒကမ2ယောက်6ပေါက်9ပေါက်ညင်းနဲ့ရံဖြစ်ဒေါသတွေထွက်လာဒကမ1ယောက်ထပြောတာဘုန်းကြီးလန့်သွားခက်ကောင်မတဲ့နစ်လင်ဘုန်းကြီးက6ပေါက်လို့ပြောတာညီးမှတ်မထားဘူးလားပြောပေါ်ကကြည့်ပါဦးသူတို့ဖတ်ရင်6ပေါက်9ပေါက်ညင်းနေနဲ့ပြောတဲ့စကားကလေနစ်လင်ဘုန်းကြီးက6ပေါက်လို့ပြောတာညီးမှတ်မထားဘူးလားဩဘုန်းကြီးကနည်းနည်းတော့အော်သွားမယ်ပြန်တော့ဖြေရတယ်ဩငါပြောတာမဟုတ်တော့ဘူးလို့ငါဒီနေ့မှကြွဟောတာဆိုငါပြောတာမဟုတ်တော့ဘူးသူတို့အဘိဓမ္မာသင်တန်တက်ဖူးတယ်ဘုန်းကြီးကိုပြောတာနေမှာကိုလည်း6ပေါက်9ပေါက်ညင်းနဲ့ပြဿနာတော့တက်လိမ့်မယ်ဘယ်နှပေါက်ရှိအိမ်ရောက်မှသာရည်ကြည့်ကြပေတော့ဒီမှာတော့ညင်းမနေကြနဲ့ပြိဿရေတော့ကြကိုပေးစားခံရအိမ်ရောက်လို့ရှိရင်လေအဲ့ဒါတကားလေးပဲပြီးတော့သေချာလက်ကလေးထောက်ပြီးရည်ကြည့်ကြအောင်ဆရာတော်ကပြောတယ်ငါတို့ဘယ်နှပေါက်ရှိလဲမသိရည်ကြည့်အောင်ပါဆိုအဲ့ဒါလက်ကလေးထောက်ပြီးရည်ကြည့်မျက်စိပေါက်ရဲ့နားပေါက်ရဲ့နှာခေါင်းပေါက်ရဲ့ပါးစပ်ပေါက်ရဲ့လက်ထောက်လို့လည်းမကောင်းတော့ဟိုပေါက်ဒီပေါက်ရဲ့ပေါ့
ပါဠိလိုဆိုရင်စဒွါရလို့ခေါ်တယ်ဘာလို့ခေါ်လဲစဆိုတာ6ပါးဒွါရဆိုတာတကားပေါက်သကုဒွါရမျက်စိတကားပေါက်သောတဒွါရနာတကားပေါက်ခန္ဓာဒွါရနှာခေါင်းတကားပေါက်ဇိမ်ဝဒွါရရှာတကားပေါက်ကာယဒွါရကိုယ်တကားပေါက်မနောဒွါရစိတ်အပေါက်စိတ်တကားပေါက်ဆိုဘယ်နှပေါက်ရှိဒါဆိုရင်6ပေါက်သမားတွေမှန်တာပေါ့9ပေါက်လည်းမမှားပါဘူးအနာဝ9ပေါက်ဆိုတာဒီခန္ဓာကြီးမှာအပေါက်တွေအနာ9ပေါက်ဆိုတာကျင်ကြီးပေါက်ရဲ့ကျင်ငယ်ပေါက်ရဲ့ချွေးသီးချွေးပေါက်ရဲ့3ပေါက်ထပ်ပေါက်ရင်လေဘယ်နှပေါက်ရှိလဲခုန6ပေါက်တည်းကို3ပေါက်ထပ်ပေါက်နော်ဩ6ပေါက်9ပေါက်ညင်းမနေနဲ့ဘုန်းကြီးပြောခြင်းနာကသေချာတာကတော့ဘဏ္ဍပေါက်ရှိသမျှအပေါက်တွေကထွက်သမျှအရေးဘာတစ်ခုမှကောင်းတာမရှိဘူးရှိလားဘယ်အပေါက်ကထွက်တဲ့အရေးလေးများကောင်းတယ်ကြဘူးမျက်စိပေါက်ကထွက်တဲ့အရေးလေးပါဇက်တဲ့ဝင်ပါရတာရှိငန်ကြွတ်တော့မလုပ်ပါငန်ကြည့်လို့တော့လုပ်ပါနှာခေါင်းပေါက်ကထွက်တဲ့အရေးကိုကောင်းရဲ့လားပြီးခဲ့တဲ့လကလေရန်ကုန်မှာဒီဇင်ဘာလအေးလိုင်းဖြတ်တော့ဘုန်းကြီးကအဲ့ဒီနေ့တိုက်ဆိုင်သင်္ကန်းကျွန်းကသုဝဏမြို့ဥစေတီဘောလုံးကွင်းထဲမှာဟောပရိသတ်တွေကလည်းဘုန်းကြီးနေ့ကြတော့ကွင်းပြည့်လာနာကြတော်တော်များတယ်ကိုရီးယားဆရာတော်နေ့ဆိုပို့လာတော့လာနာတဲ့ပရိသတ်တွေကပရိသတ်အေးလုံးလို့လေခေါင်းမလေးတွေချုံတပည့်လေးတွေပတ်ပြီးတော့လာနာကြချမ်းသာကိုချင်းစင်စပါတယ်အဲ့ဒါဘုန်းကြီးကအဲ့ဒီကခေါင်းရည်ပြီးကစားစတိတ်စင်ပေါ်တက်လာကိုယ်ကောင်းပေါ်ဘာအမိုးမှမပါဘုန်းကြီးကောင်းပေါ်အမိုးလုံးမတောက်ဒီလိုဟာလာဟင်းလင်းလို့ထားတရားဟောရင်းနဲ့နှင်းနေကြပလင်ဘွားနေကြည့်ပြီးတော့နာတဲ့ပြိတ္တတွေဘုန်းကြီးကတနာသွားတယ်။အော်သပင်ရှိတဲ့သူကပိုချမ်းတယ်ဆိုတာမှန်တယ်လို့သူတို့ကခေါင်းမလေးတွေချုပ်ပြီးတော့လေဒီကရုံဘာအမိုးမှမပါဘူး။အဲ့ဒါဟောရင်နဲ့နင်းနေကြတော့တလိပ်တွေကချက်ချင်းကတ်တယ်။ထွေးကန်လည်းသူတို့မပါတော့ချမထားဘူး။အဲ့ဒါထထွေးလို့ကလည်းအစင်မပြေဘူးပြိတ္တရှိမှလေ။အဲ့ဒါနဲ့မသိမသာမြို့ချလိုက်ကိုယ်တလိပ်ကိုပြန်မြို့စဉ်းစားကြည့်တယ်။အော်ငါလည်းအရှင်လက်လက်ပိတ်တာဖြစ်တာပဲလို့ကိုယ်အညစ်အကြေးကိုပြန်မြို့ရတာနော်။တခါတခါပြိတ္တဂျင်းတဲ့ကြက်တဲ့ဆိုရင်တို့ပြိတ္တတွေအဲ့ဒါမြို့ရလားမမြို့ရဘူးလား။မြို့ရောမမြို့ဘူးလား။ဒါဆိုအဖော်ရပြီပိတ်တာတွေနှာခေါင်းပေါက်ကထွက်တဲ့အရည်လည်းမကောင်းဘူးတဲ့ကောင်းရဲ့လားပါဇက်ပေါက်ကထွက်တဲ့အရေးလေးပြိတ္တမနဲ့အိယာထပလုံမကျင်းသွားမတိုက်ခင်ဟာကနေလှုပ်ကြည့်မွေးသလားနန်သလားဒီပါဇက်ကထွက်တဲ့အနံ့ကလေမနဲ့အိယာထဆိုဘာနဲ့နေနံအဘုနဲ့နေနော်အဘုနဲ့နေနံလားမနံဟုတ်လားတရေတတွဲဆွဲကြပြီးတော့အဘုနဲ့နေနံလိုက်တာပါဇက်ပေါက်ကထွက်တဲ့အရေးကိုကောင်းရဲ့လားမကောင်းမှုလို့တာပြောတာဘုန်းကြီးကဒီလာတော့လေရန်ကုန်မြို့တွေကဖြတ်လာအင်းရကံပေးနာရောက်တော့မြို့တွေကပြည်လန်းကဖြတ်လာကံပေါင်ပေးနာရောက်တော့ AD မီးပွိုင်ကပိတ်နေတော့ဘုန်းကြီးကရှေ့ဆက်သွားလို့မရတော့ကားကတိုက်ဆိုင်ကံပေးနာမှာသွားရက်အဲ့ကက်ရက်လမ်းပေးကက်ရက်ကားရှေ့ဆက်မောင်းလို့မရတဲ့ခါကျကားပေါ်ကနေဘုန်းကြီးဟိုကြည့်တီးကြည့်တော့ကံပေါင်ပေးလှမ်းကြည့်တော့တစ်ပင်အောက်မှာအတွဲလေးတွေအများပိတ်ရဆိုတော့အတွဲတွေကပို့ပေါ်တယ်အတွဲလေး2တွဲ3တွဲလောက်ကတစ်ပင်အောင်မှတယောက်နဲ့တယောက်ဖက်ပြီးနမ်းနေကြဘုန်းကြီးအဲ့ဒါကားပေါ်ကနေချောင်းကြည့်အချောင်းကလည်းဝါသနာပါတော့ချောင်းတာတခြားအတိတ်ပဲနဲ့ချောင်းတာမို့နမ်းတဲ့သူကိုကြည့်နေစဉ်းစားမိတယ်အော်လို့ဒီနမ်းတာနှာခေါင်းနဲ့ပါနဲ့နမ်းတာသိပြဿနာမဟုတ်ဘူးဒီပါဇက်ချင်းနန်းတဲ့ကိစ္စကတော့သူ့တွေကိုမျိုးကိုတွေသူမျိုးနေကြတာပါပဲလို့ခုနပြောတော့ပါဇက်ပေါက်ကထွက်တဲ့အရည်တွေအာပုတ်ရည်တွေတရည်တွေမကောင်းမှုလို့လည်းပြောတယ်လို့ဘာရတာရှိလို့မှမျိုးနေကြတာလည်းမသိဘူးလို့ကားပေါ်မှာစဉ်းစားလာတာအဖြေမရဘူးငါကြီးတွေဘာရတာရှိတယ်ကိုကမသိလို့မေးတာသူတို့ကမရှိပါဘူးဖေဟာတဲ့ခုတော့မရှိတော့ဘူးဗောဟိုတုန်းကတော့နှာကြောတင်းနေတော့အရသာရှိတယ်လို့ထင်လားမထင်ဘူးလားနှာကြောတင်းတယ်ဆိုတာခေတ်စကားနဲ့ပြောတာရာဂမီးလောင်တာပဲနော်ဗာမီးလောင်
ပရိသတ်ရဲ့တက်မက်နေတဲ့ခါကြတော့လေအပုပ်ကိုမမြင်တော့တခါခါစဉ်းစားကြည့်တယ်။အိုးဘုန်းကြီးတို့ဒိုင်ဦးကကလေးမလေးပြောပါတယ်ကို့အမျိုးတွေပါပဲ။အဲ့ကလေးမလေးတွေနေရာစဉ်းစားကြည့်ဒီကောင်မလေးတွေလို့ကွန်းသွေးတွေဗလက်ပစ်စားတဲ့ကောင်လေးတွေပါဇက်ကိုသူတို့မယုံမရှာနန်းတယ်လို့ဘုန်းကြီးပြောတာနဲ့စိတ်တက်တွေကြပြီးမနှမ်းမနဲ့မနေနဲ့နန်းတော့နန်းကြတတ်တန်ရှင်လုပ်ပြီးနန်းတော့ပေကြတာကတော့တတွေးမျိုးတာပဲပရိသတ်ရဲ့ပါဇက်ပေါက်ကထွက်တဲ့အရေးလဲကောင်းရဲ့လားဘယ်အပေါက်တွေဘယ်နှပေါက်ပဲရှိသမျှအပေါက်တွေကထွက်သမျှအရေးဘာတစ်ခုမှမကောင်းတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဟောဒီခန္ဓာကြီးသည်အပုပ်ကောင်ကြီးရုပ်ဆောင်ထားတာလို့ဘုရားပြောတာမှန်လားမမှန်ဘူးလားဒါပေမဲ့တို့တွေကချစ်တဲ့စိတ်နဲ့ကြည့်တော့အဲ့ဒီအရေးပြားလေးကိုပဲအဟုတ်ထင်ပြီးတော့ချစ်တဲ့စိတ်နဲ့ကြည့်တော့လှတယ်လို့ထင်လားမထင်ဘူးလားချစ်နေတော့လေကလေးတွေဆိုသလိုပဲမင်းဆိုတဲ့ငါဆိုကပိုမိုက်တယ်ဟေ့အောင်ငါဆိုပိုမိုက်တယ် no မင်းဆိုတဲ့ငါဆိုကပိုမိုက်တချင်းနေရှိလားမရှိဘူးလားဘာတချင်းနေမှလည်းမသိပါဘူးနော်မင်းဆိုတဲ့ငါဆိုကပိုမိုက်တယ်နေပေါင်းစောဆိုတာဘာကိုပြောသူတို့စကားတွေရတယ်ဘာတွေမှလည်းမသိဘူးရီးစားကိုပြောတာနေမှာနော်ချစ်တဲ့စိတ်နဲ့ကြည့်တော့မင်းဆိုတဲ့ငါဆိုကပိုမိုက်တယ်ဆိုပေမဲ့ကလေးတွေခိုင်ကြရင်ပြောမင်းတို့ကောင်တွေကွာလို့ချစ်တဲ့စိတ်နဲ့ကြည့်တော့မိုက်တယ်လို့ထင်ရပေမဲ့ငါတရားသဘောနဲ့ကြည့်တော့ဒီခန္ဓာကြီးမိုက်တယ်မှမရှိတာအပုပ်ကောင်ကြီးရုပ်ဆောင်ထားတဲ့ခန္ဓာကိုယ်ကြီးပုတ်တာများတယ်လို့အဲ့တော့အဲ့ဒီချင်းအဲ့လိုမဆိုနဲ့မင်းဆိုတဲ့ငါဆိုကပိုပုတ်တယ်ဟေ့အောင်ငါဆိုပိုပုတ်တယ် no မင်းဆိုတဲ့ငါဆိုကပိုပုတ်တယ်ဟေ့အောင်ငါဆိုပိုပုတ်တယ်အဲ့လိုဆိုမယုံရင်ဒကမနှစ်ယောက်ဒီနားမှာလေ9ရက်လောက်ပြစ်ထားကြည့်စမ်း9ရက်ပြည့်ရင်လာကြည့်ဘသူကပို့ပုတ်လဲအပုပ်ကောင်ကြီးရုပ်ဆောင်ထားတဲ့ဟောဒီခန္ဓာကိုဘဏ္ဍပေါက်ရှိသမျှအပေါက်တွေကထွက်သမျှအရေးဘာတစ်ခုမှမကောင်းတဲ့အတွက်ကြောင့်မြတ်စွာဘုရားကမာဂန္ဒီရှေ့မှာထားပြီးအပုပ်ကောင်ကြီးရုပ်ဆောင်ထားတဲ့မင်းသမီးငါခြေထောက်နဲ့တောင်မတို့ချင်ဘူးပြောတော့မာဂန္ဒီကအလှမှန်တဲ့ဘုရားကိုအညှို့ထားအညှိုးထားတော့တွေ့မယ်ဆိုပြီးတော့ဂေါရမလို့သူမှတ်ထားတော့ကံကောင်းတော့သူကရုပ်ကလေးချောတော့လေရှင်ဘီနဲ့ညားသွားတာဥဒေနာဆိုတဲ့ရှင်ဘီနဲ့ညားတော့မာဂန္ဒီကမိဖုရားကြီးဖြစ်သွားတော့တနေ့တော့ကောတံဘီမြို့တဲကိုမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဆွမ်းငံကြွလာတဲ့အချိန်မှာမာဂန္ဒီမိဖုရားကြီးဖြစ်သွားတဲ့မာဂန္ဒီကအယက်သမားတွေအယက်တိုက်ပြီးတော့မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုလိုက်ဆဲခိုင်းတာကြည်လားဘုရားတော်အဆဲခံလားမခံဘူးလားပရိသတ်အဲ့ဒါလေးမြတ်စွာဘုရားနဲ့တန်ဃာတော်တွေလိုက်ဆဲတော့မြတ်စွာဘုရားကတော့မေတ္တာနဲ့ပဲနေတော့ဘာတုံ့ပြန်မှုမှမရှိဘူးမေတ္တာနဲ့ပဲအနိုင်ယူတာတိုးတော့ဘုရားရှင်ရဲ့နောက်မှာကြွလာတဲ့တန်ဃာတွေထဲမှာသောတာပန်ပုထုဇဉ်တွေပါတယ်သောတာပန်ယဟန်တွေပါတဲ့အခါကျတော့အဲ့လိုကောတံမီမျိုးထဲမှာရက်သမားတွေလိုက်ဆဲတာကိုမခံနိုင်တော့ဘုရားကိုလျှောက်တယ်ရှင်ဘုရားဒီလောက်ဆဲတဲ့မျိုးကနေတပည့်တော်တို့ပြောင်းမယ်ဘုရားတခြားမျိုးကိုသွားတာပေါ့မြတ်စွာဘုရားသွားလျှောက်တော့ရှင်သားတို့ဘာဖြစ်လို့ဒီမျိုးကထွက်ခွာခြင်းတာတော့ဆဲလို့ပါဗျာတဲ့ဆဲတဲ့လူတွေ့လို့ဒီမျိုးကလည်းမနေခြင်းဘူးတခြားမျိုးပြောင်းမယ်ဆိုရင်ဘယ်မျိုးပြောင်းမလဲမြတ်စွာဘုရားတာဂေတကိုပြောင်းတာပေါ့ဗျာတဲ့ဘုရားလက်ထက်ကလည်းတာဂေတဆိုတာရှိခြေသားတို့တာဂေတမှာလည်းဆဲတဲ့လူတွေ့ရင်ဘယ်လိုလုပ်မလဲအဲ့ဒါဆိုရင်ဒေါဘုံဘက်ကိုပြောင်းတာပေါ့ဗျာဒေါဘုံမှာဆဲတဲ့သူတွေထပ်တွေ့ရင်ဘယ်လိုလုပ်မလဲလှိုင်သာယာဘက်ကိုပြောင်းတာပေါ့တဲ့လှိုင်သာယာပို့ပြီးဇယိုက်ဆိုးတယ်အဲ့မှာဆဲတဲ့သူထပ်တွေ့ရင်ဘယ်လိုလုပ်မလဲဒါဆိုရင်တပည့်တော်ခတ်ဝေးဝေးထွက်ပြီးတောင်ငူပြောင်းတာပေါ့ဗျာတောင်ငူကလည်းဇယိုက်ဆိုးတဲ့သူကရှိမှာပဲတဲ့တောင်ငူမှာဆဲတဲ့သူတွေ့ရင်ဘယ်လိုလုပ်မလဲဆိုအဲ့ဒါဆိုဟိုဘက်ကိုပြမနာဘက်နေပြည်တော်ဘက်ကိုပြောင်းတာပေါ့ဗျာနေပြည်တော်ကလူကြီးတွေကပိုဆိုးတယ်နိုင်ငံရေးတွေပါလိုက်ဖယားလက်တက်ကအဲ့အမီတွေတော့မပါဘူးပေါ့ဗျာဘုန်းကြီးကပြောကြည့်တာဩတမျိုးပြီးတမျိုးပြောင်းမယ်လိုက်လျှောက်တော့မြတ်စွာဘုရားကခြေသားတို့တဲ့ဒီမျိုးကဆဲလို့သာအဆဲလွတ်တဲ့မျိုးကိုလိုက်ပြောင်းနေလောကမှာပြောင်းเสียနေရမရှိဘူးတဲ့အဆဲမခံရတဲ့နေရဆိုတာမရှိဘူးအကဲ့ရဲ့မခံရတဲ့နေရဆိုတာလည်းမရှိဘူးဒီကိစ္စဒီမှာပဲပြီးအောင်ဖြတ်မေတ္တာနဲ့သာအနိုင်ယူဆိုပြီးတော့မြတ်စွာဘုရားကဒေါသတ
မားကိုမေတ္တာနဲ့အနိုင်ယူရတဲ့အတွက်ကြောင့်မကျေနပ်စိတ်လေးပြေသွားတယ်ဒါကြောင့်မလို့ဒုပရိသတ်များမကျေနပ်စိတ်ဖြစ်ရင်နံပါတ်1ဖြေနည်းကမေတ္တာသာများများပွားပြီးတော့အနိုင်ယူတဲ့မေတ္တာနဲ့ဖြေပါဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြေဖြောက်ပါဘေကဝေจิตจิตသမီးတို့ဣဒဤလောက၌ယတမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာအာဂဒောဇယေထမကျေနပ်ချက်မြန်ဖြစ်ခဲ့မယ်ဆိုရင်ယတမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘာဝေတပံအကျိုးလိုလာတဲ့မေတ္တာတရားများများပွားခြင်းအပြင်အာဂဒောပတိဝိနိတဘောမကျေနပ်ချက်ကိုတရားနဲ့ဖြေပြီးတော့ကျေနပ်အောင်နေကြကြရမယ်ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းကျေနပ်အောင်နေပါတရားပရိသတ်ဧပါတရားမြတ်စွာဘုရားကတယောက်ယောက်အပေါ်မှာတခုခုအပေါ်မှာမကျေမနပ်ဖြစ်ခဲ့ရင်ဖြေနည်း9နည်းနဲ့ဖြေကြည့်ရမယ်နံပါတ်1ကမေတ္တာနဲ့ဖြေဘာနဲ့ဖြေဒုတိယဖြေနည်းကဘေကဝေจิตจิตသမီးတို့ဣဒဤလောက၌ယတမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာအာဂဒောဇာယေထမကျေနပ်ချက်မြန်ဖြစ်ခဲ့မယ်ဆိုရင်ယတမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာကရုဏံဘာဝေတပံတဏှာကျင်နာခြင်းကရုဏာလေးထားခြင်းအပြင်အာဂဒောပတိဝိနိတဘောမကျေနပ်ချက်ကိုဖြေလို့ရနိုင်တဲ့ဒုတိယဖြေနည်းကကရုဏာနဲ့ဖြေဘာနဲ့ဖြေဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာကရုဏာထား၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာကရုဏာထား၍ဖြေဖြောက်ပါပရိသတ်ဒုတိယဖြေနည်းကကရုဏာနဲ့ဖြေကြည့်ပါတဏှာစရာ၄ပါးလားလို့တွေးလိုက်ရင်လည်းပဲမကျေနပ်တဲ့စိတ်တွေလျော့သွားတယ်လျော့နိုင်လားမလျော့နိုင်ဘူးလားကရုဏာကပရိသတ်အစဉ်ပြေတဲ့သူတွေမှာထားရမှာလားအစဉ်မပြေတဲ့သူတွေအပေါ်မှာထားရမှာဒုက္ခရောက်နေတဲ့သူတွေအပေါ်မှာထားရမှာလားချမ်းသာနေတဲ့သူတွေအပေါ်မှာထားရမှာကရုဏာရဲ့သဘောကကိုယ်လောက်အစဉ်မပြေတဲ့သူတွေကိုအောင်နှိမ့်ကြတဲ့သူတွေအပေါ်မှာတခါတခါမကျေနပ်စိတ်လေးဖြစ်တတ်တဲ့သာသမီတွေအပေါ်မှာမကျေမနပ်ဖြစ်တာမျိုးတပည့်တွေအပေါ်မှာမကျေမနပ်ဖြစ်တာမျိုးအိမ်မှာခိုင်းထားတဲ့အလုပ်သမားတွေအပေါ်မှာမကျေမနပ်ဖြစ်တာမျိုးကိုအောက်လယ်ငယ်သားတွေအပေါ်မှာမကျေမနပ်ဖြစ်တာမျိုးအဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင်ဒုက္ခရောက်နေတဲ့တတ္တဝါတွေအပေါ်မှာမကျေနပ်တဲ့စိတ်ကလေးဖြစ်လို့ရှိရင်ကရုဏာနဲ့ဖြေရမယ်ဒါပေမဲ့ပုထုဇဉ်တွေရဲ့စိတ်ကလေကရုဏာမထားဘူးတော့မဟုတ်ထားတော့ထားတယ် right compassion ဆိုတဲ့မှန်ကန်တဲ့ကရုဏာမထားပဲတပြေးညီတယ်မထားပဲနဲ့ကရုဏာကိုဘာကိုဦးစားပေးထားသွားလဲဆိုတော့ emotion ဆိုတဲ့စိတ်ခံစားချက်ကိုဦးစားပေးပြီးတနာတာကိုနဲ့မတည့်တဲ့သူကိုနဲ့အစဉ်ပြေနေတဲ့သူကိုချစ်တဲ့သူဒုက္ခရောက်ရင်ပိုတနာလားမတနာဘူးလားကိုနဲ့တဲ့နေတဲ့သူကိုနဲ့အစဉ်ပြေတဲ့သူကိုချစ်ရတဲ့သူဒုက္ခရောက်တော့ပိုပြီးတနာပေးမဲ့ကိုနဲ့မတဲ့တဲ့သူများဒုက္ခရောက်ရင်ကရုဏာဖြစ်လားဝမ်းသာတာများလားဩသူများဒုက္ခရောက်တာဝမ်းသာစရာပေါ့နော်နဲတော့နဲသေးတယ်ဆိုရင်စိတ်ကဝင်သွားလားမဝင်သွားဘူးလားချစ်ချင်းမုန်းချင်းကိုဖယ်ထားလိုက်ဒုက္ခရောက်နေတယ်ဆိုတဲ့အတိလေးနဲ့ဆိုရင်လေကိုနဲ့တဲ့ချင်းမတဲ့ချင်းအပါတာသူဒုက္ခရောက်နေတဲ့အပေါ်မှာတကယ်ဆိုရင်တို့တွေကရုဏာနဲ့ဖြေရမှာလေဒါပေမဲ့လူတွေကခံစားချက်ကိုဦးစားပေးသွားတော့ကိုနဲ့အစဉ်ပြေတဲ့သူဒုက္ခရောက်တော့ပိုပြီးတနာပေမဲ့ကိုအမြဲတမ်းတိုက်ခိုက်နေတဲ့သူဒုက္ခရောက်တဲ့အခါကျတော့တနာစိတ်ဖြစ်လာနဲတော့နဲသေးတယ်ဆိုတဲ့စိတ်ကဝင်သွားလားနေမှန်ကန်တဲ့ကရုဏာ right compassion မှန်ကန်တဲ့ကရုဏာမထားနိုင်တော့ခံစားချက်ကိုဦးစားပေးသွားတဲ့အခါကျတော့ဒေါသစိတ်ကမပြေပဲဖြစ်သွားတယ်။ဒါမှမဟုတ်တို့တွေကရုဏာဆိုတဲ့မှန်မှန်ကန်ကန်ချစ်ချင်းမုန်းချင်းမပါဘဲနဲ့မှန်ကန်တဲ့ကရုဏာ right compassion ဆိုတာကောင်းကောင်းထားနိုင်လို့ရှိရင်အဲ့ဒီမကျေနပ်စိတ်ကလည်းပြေသွားတာပဲ။ဒါပေမဲ့တစ်ခါကျတော့ဖြေပါတယ်ပုထုဇဉ်တွေကတော့ဖြစ်မှာပဲလို့ပုထုဇဉ်မပြောနဲ့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားနားမှာအလုတ်ကျွေးပြုနေတဲ့ရှင်အာနန္ဒာမထေရဆိုတာကြားလားကြားဘူးလားမကြားဘူး
ရှင်အာနန္ဒကမြတ်စွာဘုရားဘေးနားမှာ25နှစ်လုံးလုံးအလုတ်ကျွေးပြုဖယားသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာရှင်အာနန္ဒမထေရသည်သောတာပန်ပဲဖြစ်သေးတယ်အရိယာယဟန္တာမဟုတ်သေးတော့ရှင်အာနန္ဒသည်ကိလေသာမကုန်သေးဘူးအဲ့တော့မြတ်စွာဘုရားလက်ထက်မှာကလည်းပဲမြတ်စွာဘုရားကိုအမြဲတမ်းဒုက္ခပေးတဲ့အမျိုးအရင်းကြီးဖြစ်တဲ့ရှင်တေဝရဆိုတာရှိလားမရှိဘူးလားအရှင်တေဝရနဲ့မြတ်စွာဘုရားအမျိုးတော်လားမတော်ဘူးလားဘာတော်လားရောက်ပါလဲတော်တယ်ညီကိုတဝမ်းကွက်လဲတော်တယ်တိဋ္ဌတမင်းသားရဲ့ယသောတရာနဲ့ဒေဝရကမောင်နှမအရင်ကြီးပဲလေဟုတ်လားမဟုတ်ဘူးလားသာသနာပေါင်းတဲ့ရှင်ဒေဝရကစောစောစီးဝင်လာတာနော်ရှင်သာရိပုတ္တရာရှင်မမောက္ကလန်တို့ကသူ့ထက်နောက်ကျဒါပေမဲ့ယာဓုတွေပေးတဲ့အခါကျတော့မြတ်စွာဘုရားကအရှင်ဒေဝရကိုဘာယာဓုမှမပေးဘူးဘာဧတရက်မှမပေးဘူးနောက်မှဝင်လာတဲ့ဥပတိတ်တနဲ့ကောလိတလို့ခေါ်တဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ကြတော့ပါရမီတွေရှင်နေဖြစ်တဲ့အတွက်ကြောင့်သူတို့ကတော့ဧကတာဝကယာဓုပေးလိုက်တဲ့လက်ရတော်ယံလက်ဝဲတော်ယံပညာယာဧတရက်ယာဓုတွေပေးတဲ့တကောအရာမှာဧတရက်ယာဓုတွေပေးလိုက်တော့အမျိုးအရင်းဖြစ်တဲ့ရှင်ဒေဝရကဘာယာဓုမှမရတော့ဘုရားကိုမကြည်မနှက်ဖြစ်ပြီးအညှို့ထားတာမြတ်စွာဘုရားကိုတေချောင်းကြံတဲ့အထိလှုပ်ကြံအကျဉ်းချင်းမြတ်စွာဘုရားကိုလှုပ်ကြံတာတခြားသစိမ်းကလှုပ်ကြံတာလားအမျိုးအရင်းကြီးကလှုပ်ကြံတာတော့တို့တွေအမျိုးတွေမကောင်းမှုဆိုတာမြတ်စွာဘုရားလက်ထက်တည်းရှိလားမရှိဘူးလားတခါကျသစိမ်းကအမျိုးထက်ကောင်းတာတွေရောမရှိဘူးလားပြိဿဒီခေတ်ကြီးမှာအမျိုးတွေကလေပတ်စံမြန်မရှိရင်ပို့ပြီးသိတာလားမသိတာဘူးလားရွှေမျိုးဆိုတာဆွေမျိုးဆိုတာမရှိတော့ဘူးရွှေမျိုးတွေပဲများလားမများဘူးလားရွှေရှိမှအမျိုးတော်ခြင်းနဲ့ယာဓုရှိမှအမျိုးတော်ခြင်းနဲ့ဂုံရှိမှအမျိုးတော်ခြင်းနဲ့ဆိုအော်အမျိုးအရင်းတွေဒုက္ခပေးတာပဲမြတ်စွာဘုရားကိုအရှင်ဒေဝရကအကျဉ်းကြီးသေချောင်းကြံပေမဲ့ပြိဿရဲ့ဘုရားရှင်တို့မြည်သည်သူများလုံးလပယောဂဖြင့်ပြိဋိဘံပြုယိုထုံးစံမရှိဘူးမြတ်စွာဘုရားတို့မြည်သည်သူတစ်ပါးလုံးလာပယောဂဖြင့်ပြိဋိဘံပြုယိုထုံးစံမရှိဘူးအထာဏမေတံဘိခဝေအနာဝကာသောယံပရုပကမေနတထကတံဇိဝိတဝရောပေယဧဒေနသစ္စာဝစေနသုတိမေဟောတုတပ္ပဒါအင်တာနက်မှာအထာဏမေတံဂါထာဆိုပြီးတော့ရိုက်ရှာလိုက်ရင်အဲ့ဂါထာလေးပေါ့အထာဏမေတံဘိခဝေအနဝကာသောယံပရုပကမေနတထကတံဇိဝိတဝရောပေယဘုရားရှင်တို့မြည်သည်သူများလုံးလာပယောဂပင်ပြိဋိဘံပြုယိုထုံးစံမရှိဘူးဧဒေနသစ္စာဝစေနဤမှန်ကန်သောသစ္စာစကားကြောင့်သုတိမေဟောတုတပ္ပရာတပိတော့သူများအကြောင်းအကောက်ကြံခြင်းအပြင်အန္တရာယ်ကင်းပါစေဆိုပြီးသစ္စာဆိုရင်တို့ပရိသတ်တွေအန္တရာယ်ကင်းတယ်ကိုယ်လုံးကြံလို့မရဘူးဘောပေါလားအဲ့တော့အမြဲတမ်းဆွဲမြဲမြဲရွတ်ဖို့တော့လိုတယ်ဂါထာတွေရဲ့သဘောကလေထုံထားတာများလို့ရှင်အစွမ်းကတော့ထက်တာပဲဘယ်ဂါထာမဆိုလေယုံကြည်မှုရှိဖို့လိုလားမလိုဘူးလားကြောင့်ပြောချင်တာကရှင်ဒေဝရမြတ်စွာဘုရားကိုတေချောင်းကြင်ကြင်ကြံမဲ့ဘုရားရှင်တို့မိသည်သူများလုံးလပြောကပြိဋိဘံပြုယထုံးစံမရှိဘူးအတူချုံတော့အရှင်ဒေဝရနောက်ဆုံးသူဆုံးကနေကြတော့မှနောင်တတွေရတန်ဝေကတွေရပြီးတော့အဲ့ဒါဘုရားရှင်ကိုသူတောင်းပန်မယ်ဆိုပြီးသူတပည့်တွေထမ်းစင်နဲ့ထမ်းပြီးတော့ဘုရားเจ้าပို့ခိုင်းတာအသက်ကြီးလာတော့ရှင်ကြီးဒေဝရလမ်းမလျှောက်နိုင်တော့အဲ့ဒါထမ်းစင်နဲ့ထမ်းဘုရားเจ้าသားရောက်တဲ့အခါကျတော့ခြေတော့လက်တော့ဆေးကျင်သေးတဲ့ထမ်းစင်ပေါ်ခဏဆင်းမယ်ဆိုပြီးထမ်းစင်ချမြေကြီးပေါ်ခြေချလိုက်တာနဲ့ရှင်ဒေဝရမြေကြီးအကွဲပြီးမြေမြိုသွားတာပဲရှင်ဒေဝရမြေမျိုးတယ်ဆိုတဲ့သတင်းလဲကြာရောတလောကလုံးအော့အော်တောင်းနေဖြစ်တယ်အဲ့ဒီထဲမှာရှင်အာနန္ဒလဲကြားသွားတဲ့သတင်းအဲ့နဲ့အာရဝန္တာဆိုတာမြတ်စွာဘုရားသွားလျှောက်တယ်မြတ်စွာဘုရားတဲ့ဝန္တာစရာသတင်းစကားလျှောက်ထားစရာရှိပါတယ်ဘုရားတဲ့တပည့်တော်တို့ကိုအမြဲတမ်းဒုက္ခပေးနေတဲ့ရှင်ဒေဝရတော်မြေမျိုးသွားပြီဘုရားတဲ့တပည့်တော်တော့ဝန္တာတယ်ဘုရားကြည်စမ်းကိုနဲ့မတည့်တဲ့သူဒုက္ခရောက်ရင်ကရုဏာဖြစ်လာဝန္တာတာများလားတို့တွေဖြစ်တာမပြောနဲ့ရှင်အာနန္ဒတော်ဖြစ်သေးတာလေအဲ့တော့မြတ်စွာဘုရားပြန်မိန့်တာလေးသိကောင်းတယ်จิตตအာနန္ဒာတဲ့ရှင်ဒေဝရမြေမျိုးတဲ့ဆိုတဲ့သတင်းငါဘုရားလည်းကြားတယ်ရှင်ဒေဝရမြေမျိုးတဲ့ကိစ္စငါဘုရားအတွက်တော့ဝမ်းသာစရာသတင်းမဟုတ်ဘူးတဲ့တကယ်တမ်းကျတော့ရှင်ဒေဝရလိုပုဂ္ဂိုလ်မျိုးတွေရှိနေတဲ့အတွက်ကြောင့်ငါဘုရားရဲ့ပါရမီတွေပိုပြီးပြည့်မြောက်အောင်မြင်ပြည့်စုံတာတဲ့ငါဘုရားအတွက်တော့ရှင်ဒေဝရဟာပါရမီဖြစ်ပဲပါတယ်တော့ပြန်ကိုယ်တိုက်ခိုက်နေတဲ့သူတွေကိုယ်မလို့မုန်းထားတဲ့သူတွေကိုလေမြတ်စွာဘုရားတွေးလို့ပါရမီဖြစ်ပတ်လို့သာဒုပရိသတ်တွေခံယူထားနိုင်အောင်မြင်ပြီ
ကိုတိုက်ခိုင်းနေတဲ့သူတွေကကိုယ်စိတ်ကိုယဉ်ကျက်အောင်လှုပ်ပေးနေတယ်လို့လားတွေးလိုက်စမ်းပါသူတို့ရှိနေကိုကပို့ပြီးသတိထားရတယ်ကိုပြီးလက်လွတ်စပယ်မလုပ်ဖြစ်တော့ပို့ပြီးတော့သူတို့ကျေးဇူးကြောင့်ပို့ပြီးတော့ဂယုစိုက်ရတယ်ဆိုသူတို့ကျေးဇူးရှိလားမရှိဘူးလားပရိသတ်ဖြည့်တတ်မယ်ဆိုရင်အဲ့ဒါဆိုပါရမီဖြည့်ပဲမှန်လားမမှန်ဘူးလားဘဝမှာကျေးဇူးတင်တတ်မယ်ဆိုရင်ချစ်တဲ့သူကလည်းချစ်ချင်းနဲ့ကျေးဇူးပြုသူတို့မုန်းတဲ့သူကလည်းမုန်းချင်းနဲ့ကျေးဇူးပြုတာဟာရှင်မြတ်မုန်းတဲ့သူကဘလို့လို့ကျေးဇူးမုန်းနေတာကသူမုန်းတော့ကိုကပို့ပြီးသတိထားတော့မုန်းတဲ့သူကလည်းကျေးဇူးပြုတာပဲပဋ္ဌာန်းပစ္စည်းရဲ့မှာလေတို့ပရိသတ်တွေပဋ္ဌာန်း24ပစ္စည်းမှာဇုံနွယ်လေးတွေရှိတယ်အဋ္ဌိပစ္စယောနတ္ထိပစ္စယောရှိလားမရှိဘူးလားဝိကတပစ္စယောအဝိကတပစ္စယောအဋ္ဌိပစ္စယောနတ္ထိပစ္စယောဆိုတာအဋ္ဌိပစ္စယောဆိုတာရှိခြင်းနဲ့ကျေးဇူးပြုတာနတ္ထိပစ္စယောဆိုတာမရှိခြင်းနဲ့ကျေးဇူးပြုတာဒီလူတယောက်ကိုယ်ဘေးနားမှာရှိတော့ကောင်းကျိုးဆောင်ရင်ဒါအဋ္ဌိပစ္စယောပဲသူမရှိတော့မှကောင်းကျိုးတွေပိုဖြစ်သွားတယ်ဆိုရင်ဒါနတ္ထိပစ္စယောပဲရှင်နဲ့ကွဲမှပဲကျမနောက်ယောက်ျားကောင်းကောင်းရတယ်ရှင်ဒါလည်းသူကျေးဇူးပဲသူအပြစ်မမြင်တဲ့ပြိဿရဲ့နတ္တိပစ္စယောသူမရှိမှလင်ကောင်းသားကောင်းရတဲ့သူတွေရောမရှိဘူးလားဟောသူအပြစ်မမြင်တဲ့သူတိတယောက်ကောင်းဖို့ရောက်ဖို့သူတယောက်မှပြက်လင့်ခါသာဓမ္မတာတိသူကောင်းဖို့အတွက်တယောက်ပြက်ပေးရတာပြက်တဲ့လူအပြစ်မမြင်တဲ့နတ္တိပစ္စည်းနဲ့ကျေးဇူးပြုတယ်လို့ဖြေလိုက်ရင်ကျေးဇူးတင်ကြတဲ့လောကမှာများလားမများဘူးလားရောင်ပရိသတ်ကိုတိုက်ခိုက်နေတဲ့သူတွေကကိုယ့်အတွက်ပါရမီဖြည့်ပေးနေတယ်လို့သာသဘောထားလိုက်စမ်းပါတို့ပရိသတ်တွေဒေါသအမျက်တွေလည်းပြည့်သွားတယ်ဘဝလည်းအောင်မြင်သွားတယ်သဘောပေါက်ပြီလားတိုက်ခိုက်နေတဲ့လူတွေအများကြီးရှိတာနိုင်ငံခေါင်းဆောင်တွေပို့ဆိုးတာပေါ့အမြင့်ရောက်တဲ့လူဟာအမြင့်ရောက်တဲ့အတွက်ကြောင့်များတော့မြင်ရတယ်အမြင်တော့ကျယ်သွားတယ်သို့တော့အမြင့်ရောက်လေတိုက်ပို့ခံရလားမခံရဘူးလားတို့သစ်ပင်ထိပ်ပြားသိရွက်ကလေတိုက်ရင်တစ်ဖြက်ဖြက်နဲ့လူးနေအောင်ခံရတာထိတ်ဆုံးကအရွက်ကပိုးပြီးအတိုက်ခံရတယ်အမြင့်ရောက်တဲ့အတွက်ကြောင့်အမြင်တော့ကျယ်သွားတာပေါ့အမြင့်ကကြည့်အများကြီးမြင်ကွင်းနေကျယ်လားမကျယ်ဘူးလားများမြင်ရတယ်အမြင့်ရောက်တဲ့အတွက်ကြောင့်အမြင်ကျယ်ပြီးမဲ့ပရိသတ်အမြင့်ရောက်လေတိုက်ခိုက်ခံရတာရှိလားမရှိဘူးလားရန်သူလို့သဘောမထားဘဲနဲ့ပါရမီဖြည့်ပေးနေတယ်လို့သာမြတ်စွာဘုရားအတွေးနဲ့သဘောထားရင်ပရိသတ်ဒုက္ခရောက်သွားလဲကရုဏာနဲ့ဖြေလို့ရလားမရဘူးလားကြောင့်တယောက်ယောက်ပေါ်မှာမကျင်မနှက်ဖြင့်ဒုတိယဖြေနည်းကကရုဏာနဲ့ဖြေတနာနိုင်အောင်ကြိုးစားချစ်ချင်းမုန်းချင်းတော့မပါစေနဲ့ချစ်ချင်းမုန်းချင်းကိုဥစားပေးသွားရင်ကရုဏာမှန်မှန်ကန်ကန်မထားနိုင်တော့ကရုဏာမှန်မှန်ကန်ကန်မထားနိုင်ရင်မကျင်နှက်စိတ်လည်းမပြေဘူးချစ်ချင်းမုန်းချင်းကိုဖယ်မှ right compassion မှန်ကန်တဲ့ကရုဏာထားနိုင်ပြီဆိုရင်မကျင်နှက်စိတ်ကပြေသွားတာပဲဆိုကြည့်ပါမကျင်နှက်ရာပုဂ္ဂိုလ်မှာကရုဏာထား၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာကရုဏာထား၍ဖြေဖြောက်ပါဘေကဝေจิตတจิตသမီးတို့ဣဒဤလောက၌ယတမိန်ပုဂ္ဂလေအကျဉ်ပုဂ္ဂိုလ်တစုံတယောက်ပေါ်မှာအာဂါတောဇာယေထမကျေနပ်ချက်များဖြစ်ခဲ့မယ်ဆိုရင်တတမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာကရုဏံဘာဝေတပံချစ်ချင်းမုန်းခြင်းကိုဦးစားပေးတဲ့ emotion မပါခံစားချက်မပါမှန်ကန်တဲ့ကရုဏာလေးထားခြင်းအပြင်အာဂါတောပฏิဝိနေတဘောမကျေနပ်ချက်ကိုတရားနဲ့ဖြေပြီးတော့ကျေနပ်အောင်နေလို့ရနိုင်တယ်ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းကျေနပ်အောင်နေပါတရားပရိသတ်ရေပါတရားမြတ်စွာဘုရားကတယောက်ယောက်အပေါ်မှာမကျေမနပ်ဖြစ်ခဲ့ရင်ဖြေနည်း၅နည်းနဲ့ဖြေကြည့်ရမယ်တဲ့ဖြေနည်းဘယ်နှနည်းနံပါတ်1ကမေတ္တာနဲ့ဖြေရမယ်နံပါတ်2ကကရုဏာထားပြီးတော့ဖြေကြည့်ရမယ်တတိယဖြေနည်းကယတမိန်ပုဂ္ဂလေအကျဉ်ပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာအာဂါတောဇာယေထမကျေနပ်ချက်များဖြစ်ခဲ့မယ်ဆိုရင်တတမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာဥပေက္ခံဘာဝေတပံဥပေက္ခတရားထားခြင်းအပြင်အာဂါတောပฏิဝိနေတဘောမကျေနပ်ချက်ကိုဖြေကြည့်ရမယ်တတိယဖြေနည်းကဥပေက္ခနဲ့ဖြေဘာနဲ့ဖြေမေတ္တာထားလို့လည်းမရတဲ့သူတွေလောကမှာရှိလားမရှိဘူးလားကရုဏာနဲ့ဖြေလို့ရောမပြေတဲ့သူတွေရောမရှိဘူးလားမေတ္တာနဲ့လည်းမပြေကရုဏာနဲ့လည်းမပြေဘူးဆိုရင်တတိယဖြေနည်းကဥပိ္ပခာသာပြုလိုက်တော့ဘာလုပ်ခိုင်းတာလဲဥပိ္ပခာပြုခိုင်းရဆိုဘာပြောတာ
ဘာလဲအော်လစ်လူရှုတယ်လို့ပြောတယ်စာပေကလေဘယ်လိုပြောလဲလစ်လူရှုတယ်ဆိုတာဘာပြောတာဥပိ္ပခာပြုတာပါဖေဟာပတ်ကြလဲနဲ့ဥပိ္ပခာပြုတာဘာလို့တာလစ်လူရှုတာပါဖေဟာလစ်လူရှုတယ်ဆိုတာဘာပြောတာလဲဆိုဥပိ္ပခာပြုတာပါဖေဟာပရိသတ်ရေလစ်လူရှုတယ်ဆိုတချို့ကဒီကောင်ပြောမရရင်ဖြစ်ချင်ဖြစ်သွားမပြောတော့ဥပိ္ပခာပဲပြုလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဥပိ္ပခာပြုတာရောမရှိဘူးလားပရိသတ်စဉ်းစားကြည့်ဖြစ်ချင်ဖြစ်သွားတော်ပြီဆိုတဲ့စိတ်ကလေးမှာဒေါသတန်ပါလားမပါဘူးလားဥပိ္ပခာကအဲ့လိုမပါလားတော့ပါလားဥပိ္ပခာလူတယောက်နဲ့ပတ်သက်ပြီးတော့ချစ်ချင်းလည်းမပါဘူးမုန်းချင်းလည်းမပါဘူးအဲ့ဒါကိုဥပိ္ပခာလို့အစင့်မြင့်သွားပြီနော်ပရိသတ်မေတ္တာထားလို့လည်းမရကရုဏာလည်းထားလို့မရဘူးဆိုဥပိ္ပခာသာပြုလိုက်ပါဆိုသူနဲ့ပတ်သက်ပြီးတော့ကုသိုလ်မရရင်နေပါစေအကုသိုလ်မဖြစ်အောင်နေလိုက်တော့တာချစ်ချင်းလည်းမပါဘူးမုန်းချင်းလည်းမပါဘူးလူတယောက်ကိုချစ်ချင်းမုန်းချင်းမပါတော့ဘူးဆိုရင်ဘလောက်ငြိမ်းချမ်းနေဆိုတာမချစ်ဘူးမမုန်းဘူးမှပဲသိတယ်သူနဲ့ပတ်သက်ပြီးတော့ပရိသတ်မချစ်တော့ဘူးဆိုရင်ဒါမုန်းနေလားမုန်းလည်းမမုန်းတော့ဘူးချစ်ချင်းမုန်းချင်းဆိုတဲ့ attachment တန်ရောစင်မပါဘူးဆိုရင်လမ်းမှာတွေ့ရင်လက်ဆွဲနှုတ်ဆက်လို့ကောင်းကောင်းရသွားမဟုတ်လို့ရှိရင်အဲ့ဒီချစ်ချင်းမုန်းချင်းနဲ့မြန်ဦးစားပေးပါသွားရင်လူတယောက်ကိုလမ်းမှာတွေ့ရင်တော့ကောင်းကောင်းနှုတ်ဆက်လို့ရပါမလားလူတွေကိုတတ္တဝါတွေဒုက္ခပေးတာအဲ့ဒီအချစ်အမုန်းကဒုက္ခပေးတာဘာကဒုက္ခပေးတာပြဿနာအလုံးရဲ့အခြေခံချစ်ချင်းမုန်းချင်းကြောင့်ဖြစ်တာပရိသတ်ချစ်ချင်းမုန်းချင်းရှိတော့မနာလိုစိတ်ဝန်တိုစိတ်တွေလည်းဖြစ်ရလားမဖြစ်ရဘူးမနာလိုခြင်းဝန်တိုခြင်းရှိနေပြီဆိုရင်တတ္တဝါတွေတဲ့ကိုမတဲ့တော့ဘူးမှန်လားမမှန်ဘူးလားတန်ရောစဉ်လို့ပြောရင်လူတွေကချစ်တာကိုပဲတန်ရောစဉ်လို့ထင်ကြတယ်မုန်းတာလည်းပဲတန်ရောစဉ်ပဲချစ်တဲ့သူခဏခဏတတိယလို့မုန်းတဲ့သူကိုမရဘူးလားတိတ်မြန်မုန်းရင်လေတိတ်မြန်မုန်းရင်အိမ်မက်ထဲမှာတော့ဘိုးအောင်နေလူချမ်းကြီးအသက်ကိုခလုတ်လာတိုက်တာတွေမရှိဘူးလားပိမ်မြန်မုံတဲ့သူဆိုခဏခဏတတိယတာကြည်စမ်းချစ်ရင်လည်းပဲတွေ့တာပဲမုံရင်လည်းပဲတွေ့တာပဲတန်ရောစဉ်ရဲ့သဘောကချစ်ရင်လည်းပဲတွေ့တာမှုကဖြစ်တယ်လို့မုံနေရင်လည်းပဲအဲ့ဒီသူကိုခဏခဏတတိယနေတာဆိုလူကိုပဲတွေ့ပစ္စည်းဝိတုကိုပဲတွေ့တန်ရောစဉ်ရဲ့သဘောကတွေ့ပါများရင်အပေတော်သွားတာကိုမှန်လားမမှန်ဘူးလားပစ္စည်းဝိတုကိုတွေ့ရင်လည်းပူရလားမပူပါဘူးလားဥပမာလေးတစ်ခုပေးပါဦးမယ်လက်မှာလက်ကောက်လေးတကွင်းဝစ်ထားရွှေလက်ကောက်လေးတကွင်းနဲ့ဆိုတော့ဘာအတန်းမှမထွက်ဘူးပတ်စံလေးအစဉ်ပြေလို့မြန်စီးပွားရေးလေးမြန်ကောင်းလို့မြန်လက်ကောက်လေး3-4ကွင်းလောက်မြန်လှုပ်ပြီးတော့ဝစ်ထားကြည့်အတန်းထွက်လားမထွက်ဘူးအတန်းနေထွက်ချလွန်းနဲ့လှုပ်ရှားတဲ့လက်ကောက်ချင်းထိတဲ့အတန်းတွေထွက်ရလားမထွက်ရဘူးဘုန်းကြီးကြည့်နေတာလက်ကောက်တွေများတဲ့သူတွေလို့အတန်ထွက်မှာဆိုလို့အလူခံသွားအောင်မလားလို့စဉ်းစားတယ်နော်ပရိသတ်တကွင်းနဲ့ဆိုဘာအတန်မှမထွက်ဘူး5ကွင်းလောက်မြန်ဝစ်ထားရင်လက်ကောက်ချင်းထိတဲ့အတန်တွေကထွက်လာတော့တာပဲဒါကဥပမာပေးတာဘဝမှာလေတယောက်တည်းနေရင်ဘာတန်ရောစဉ်မှမတွေ့တဲ့အတွက်ကြောင့်ဘာအတန်မှမထွက်ဘူးတယောက်ကိုမြန်တန်ရောစဉ်တွေ့ကြည့်စမ်းတန်ရောစဉ်ရဲ့သဘောကချင်းလည်းပဲအတန်ထွက်လာတာလေမုံရင်ရောအတန်ထွက်လားမထွက်ဘူးလား။ဩကြည့်ချစ်ရင်လည်းပဲအတန်ကထွက်လာတယ်မုံရင်လည်းပဲအတန်ကထွက်လာတယ်ချစ်လို့ထွက်တဲ့အတန်နဲ့မုံလို့ထွက်တဲ့အတန်ပဲအတန်ကပိုကျဲချစ်လို့ထွက်တဲ့အတန်ဘလို့အတန်မျိုးအညောင်မုံလို့ထွက်တဲ့အတန်ကတော့ပိုကျဲတဲ့ဆိုတာမှန်တယ်နော်ရက်ွက်ထဲမှာရံဖြစ်ဟိုဘက်ထိတ်ကကြားလားမကြားဘူးလားဆဲတဲ့အတန်တွေကတလောကလုံးမိုးမွန်နေတာပဲဒေါသကထိမ့်ချုပ်လို့မရဘူးနော်ပြိဿရဲ့လောကမှာတဲ့ဘုန်းကြီးစာရီဖတ်တော့သိရလောကမှာချုပ်တီးလို့မရတဲ့အရာကအချစ်နဲ့ချောင်းကချုပ်ထားလို့မရဘူးအချစ်နဲ့ချောင်းကအောင့်ထားလို့မရဘူးတဲ့ဟုတ်တယ်ချောင်းဆိုးခြင်းအောင့်ထားလို့ရလားမရဘူးအဲ့ဒါတော့သိကြတယ်အချစ်ကတော့မသိဘူးအချစ်ကအောင့်ထားလို့ရလားမရဘူးလားအေးမရရင်လည်းပြီးချစ်လို့ထွက်တဲ့အတန်ကတော့တလောကလုံးစူးညံနေတာပဲတဲ့ပရိသတ်ရေမုံလို့ထွက်တဲ့အတန်ပိုကျဲတယ် heart attack နှလုံးအသေးအဲ့နှလုံးခုန်အောင်ရက်ပြီးသေလို့ရတော့ချစ်လို့ထွက်တဲ့အတန်ကြတော့အမုံတဲ့အတန်လောက်မကျဲတော့ဘူးလေများချစ်လေအတန်ကပိုပြီးတိုးလေပဲလားဘလို့တိုးသွားတော့တိုးလေးပြောခြံအောင်တန်နဲ့ပြောတယ်လို့တော့ပြောတာ
love is power တဲ့အချစ်ကစွမ်းအားရှိတယ်တဲ့အချစ်စခင်စကျင်နာစကြတော့စွမ်းအားရှိတယ်လို့ထင်ရလားမထင်ရဘူးလား power တွေတိုးတယ်ဆိုမှန်တယ်ဘုန်းကြီးတို့ငယ်ငယ်တော့ရွာဒိုင်ဦးကဘုန်းကြီးကအုပ်ဝင်းရွာဒိုင်ဦးနဲ့အနောက်ဘက်ခြမ်း3မိုင်လောက်အဲ့ဒါရွာမှာနေတော့ငငယ်ကရွာအိမ်ကောင်းရင်မှာခေပင်ကြီးတပင်ရှိတယ်အမေတို့ကကလေးအပြင်ထွက်မှာဆိုတော့ခြောက်ထားတာအဲ့အပင်ကြီးအောက်မသွားနဲ့မှောင်ရင်တရေခြောက်တယ်လို့ပြောတော့ကြောက်နေတာအဲ့ဒါအဲ့အပင်အောက်ရောက်ပြီဆိုရင်စိတ်ကအလိုလိုတရေခြောက်ပြီထင်လို့ပြေးတော့ကိုပနတ်တန်ကိုကြားပြီးတော့နောက်ကတရေလိုက်တယ်ဆိုကစုံပေါက်ပြေးတာတယောက်တည်းဆိုရင်တရေခြောက်တဲ့အပင်အောက်ကိုမသွားရဲပေမဲ့ချစ်သူလက်ကိုဆွဲပြီးတော့သွားရင်သွားရဲလားမသွားရဲဘူးလားဩတရေတွေပါမကြောက်တော့ဘူးနော် love is power အချစ်ကစွမ်းအားရှိတယ်ဟုတ်လောက်တယ်လို့လွန်ခဲ့တဲ့50နှစ်လောက်ကဘုန်းကြီးတို့နယ်ဘက်မှာအပြိုကြီးတယောက်ရှိဘူးသူကတရေတအားကြောက်တာဘလောက်တောင်ကြောက်လဲဆိုရင်နေကင်းကြောင်တော့ရွာထိပ်ကတင်းញိုင်းကုန်းအုတ်ကူတွေမြင်လေအဲ့တင်းញိုင်းကုန်းနာဖြတ်ပြီးရွာထဲကိုမဝင်ရဲအဲ့လောက်တောင်တရေကြောက်တဲ့အပြိုကြီးကတနေ့တော့တခြားရွာကကောင်လေးတယောက်နဲ့ရီးစားဖြစ်တယ်သူထက်ငယ်တဲ့ကောင်လေးနဲ့ရီးစားဖြစ်တော့သူကအကြီးဆိုတော့အလိုလိုက်သူကောင်လေးခေါ်တာအစငယ်တဲ့လူဆိုသူကမောင်လို့ခေါ်တာဘယ်လိုခေါ်လဲဘုန်းကြီးရှိတာပြင်မောင်လို့ခေါ်တော့ဘေးကကိုယ်ပဲခေါ်နေသလိုအဲ့ဒါသူရီးစားလေးနဲ့ရွာထဲကနေဖုံးပြောတယ်မောင်ကြီးကြားလားဆိုရွာထဲကတစ်ပင်နေအုပ်ဆိုင်တာဝါတိုင်းမရှိတော့ရွာအလဲကောင်ကပြောရင်မကြားရအောင်အဲ့ဒါနဲ့သူဖုံးနဲ့လိုက်ပြီးဖုံးမိတဲ့နေရာလေးလိုက်អော်တာကြားလားချင်းသေးလားអော်ရင်နဲ့အဲ့ဒါတင်းញိုင်းကုန်းနဲ့ရောက်တော့ဖုံးကအပြစ်မိတာဟောတိတ်ကြီးနေတာပဲနော်တင်းញိုင်းကုန်းထဲမှာလိုင်းမိတ်နောက်တော့အဲ့ဒီအပြိုကြီးကသူ့ရီးစားနဲ့ဖုံးပြောတော့မယ်ဆိုဖုံးလေးယူပြီးတော့တင်းញိုင်းကုန်းနဲ့ထွက်သွားဘုံတော့တရေမြင်နေကင်းကြောင်တော့အုတ်ကူမြင်ကြောက်တဲ့အပြိုကြီးကရီးစားလဲရရောပါဝါတွေတိုးပြီးတော့အမဲအုတ်ကူကလေးတော့မေးပြီးတော့သူ့ရီးစားနဲ့ဖုံးနေပြောတော့အရင်မှခံစားရတာမင်းမသိပါဘူးကွာဘာညာအမဲနေခင်စောတချင်းနဲ့အစာသားလေးယူပြီးတော့အချစ်တီကာတွေဖွင့်အသေးကွဲရင်ပျောက်တယ်ဆိုရဲဆေးတဲ့မင်းမရှိရင်ဖြစ်တယ်ဆိုရဲဆေးကဘာမှာဂုရီရှာလို့မတွေ့သေးပါဘူးဘာညာပေါ့မယ်အုတ်ကူမှာမှီပြီးတော့အချစ်တီကာဖွင့်သွားတာတရေမကြောက်တော့နေကင်းကြောင်တောင်ကြီးဟိုတုန်းကတရေကြောက်တဲ့အပြိုကြီးကရီးစားလဲရအောင်ပါဝါတွေတိုးသွားတာအဲ့ဒါဟိုဘက်ကကောင်လေးကသူ့အပြိုကြီးစိတ်ဆိုးမှန်းသိတော့ပြန်ချော့မဟုတ်ပါဘူးမရှုပ်ပါဘူးမင်းထင်တယ်လို့မယုတ်ပါဘူးဘာညာပေါ့အမဲဆိုင်ခန်းလိုက် rap တဲ့ချင်းတွေဘာညာပရိသတ်ချစ်စခင်စကျင်နာစကြတော့ပါဝါတွေတိုးသွားပြီမဲ့တအားချစ်သွားတဲ့အခါကျတော့မမြင်ရရင်မနေနိုင်မတွေ့ရရင်မနေနိုင်မကြားရရင်မနေနိုင်ဖြစ်ပြီးတော့ပိယတော့ဇာယတေသောကောချစ်ချင်းကစိုးရိမ်မှုကိုဖြစ်သွားစေတယ်တအားချစ်သွားတော့စိုးရင်ရလားမစိုးရင်ရလားပိယတော်ဇာယတိဘယံအယံမြန်ချစ်သွားပြီဆိုရင်အကြောက်တရားပါဖြစ်သွားတယ်ငါကိုမြန်ပြစ်သွားပြီးတော့တခြားတရားနောက်ကိုမြန်ပါတော့လေမလားငါရည်စားကိုမြန်တခြားတရားကမြန်လာပြီးတော့စနိုက်ကြော်လေမလားဆိုတဲ့အတွေးတွေမဲစကားတွေကလည်းပါစကားမှမသိအင်တာနက်ပေါ်မှာစနိုက်ကြော်ဘာကြော်တယ်လို့စနိုက်ကြော်ဆိုတချို့အသက်ကြီးတဲ့လူတွေကဖုန်းအင်တာနက်မသုံးတဲ့သူတွေအဲ့ဒီစနိုက်ကြော်အဓိပ္ပာယ်ကိုကောင်းကောင်းသိမသိပြီးခဲ့တဲ့လကကြီးမနိုင်ပဒင်းတန်းမှာဟောတော့အသက်ကြီးတကာကြီးတယောက်ကစင်ပေါ်မှာတက်နာဘုန်းကြီးအိတ်ချင်ပြေရှောက်နောက်ချင်တာနဲ့အဲ့တကာကြီးကိုမေးကြည့်တကာကြီးခုခေတ်ပေါ်နေတဲ့စနိုက်ကြော်ဆိုတာတကာကြီးကြားဘူးလားဆိုတော့မကြားဘူးဖေဟာတဲ့သူကဖုန်းမှာအင်တာနက်မှာမသုံးတာစားကောစားဘူးလားလို့ဘုန်းကြီးရှောက်နောက်မစားဘူးဖေဟာစားကျင်စိတ်ကိုမရှိဘူးလားတကားကြီးလို့မေးကြည့်တော့လေမစားဘူးတော့နည်းနည်းတော့မြည်ကြည့်ခြင်းနဲ့ဖေဟာနေပါဦးတကားကြီးကအဲ့ဒီစနိုက်ကြော်ဘာနဲ့ကြော်ထားတယ်ထင်လို့လေလို့မေးဩအကျော်ဆိုတော့ဖေဟာတဲ့စီနဲ့ကြော်ထားတာနေမှာပေါ့
သူကတကယ်အကျော်တင်နေတာတခါကြီးလို့အဲ့ဒီစနိုက်ကျော်ဆိုတာစီးနဲ့ကြော်ထားလည်းမဟုတ်ဘူးလို့စားလို့ရတဲ့အရာလည်းမဟုတ်ဘူးလို့ခုခေတ်အင်တာနက်တွေမှာသုံးနေတယ်လင်ကြီးငုတ်တုတ်ရှိရသားနဲ့ကြော်နိုင်တာကိုစနိုက်ကျော်လို့ခေါ်တာရီးစားရှိရသားနောက်ကနေဖောက်ပြန်တော့စနိုက်ကျော်လို့ခေါ်တာလို့အဲ့ဟိုကြော်စားတဲ့အကျော်မဟုတ်ဘူးလို့သူ့ကိုရှင်းပြတခါကြီးအဲ့စနိုက်ကျော်ဟိုထိတ်ကဘူးတိကျော်ဆိုင်မှာသွားမမေးနဲ့လို့အဲ့အကျော်ဆိုင်မှာစနိုက်ကျော်မရောင်းဘူးလို့ရက်ွက်ထဲမှာပဲရောင်းတယ်ရက်ွက်ထဲမှာစနိုက်ကျော်တာရှိလားမရှိဘူးလားအကျော်ဆိုင်မှာမဝယ်နဲ့ရက်ွက်ထဲမှာရှာကြည့်ရှိလားမရှိဘူးလားဟောရှိရင်ပြီးတာပဲဘိယတော်ဇာယတိဘယံတအားချစ်သွားတဲ့အခါကျတော့ငါကြီးစားကိုမှတချောင်းတယောက်ကောမြလာပြီးတော့စနိုက်ကြော်လေးမလားဆိုတဲ့အကြောက်တရားတွေဖြစ်ရလားမဖြစ်ရဘူးလားတအားချစ်သွားရင်ပူလောင်မှုကတိုးစီတယ်ဆိုတော့အော်ချစ်ချင်းမုန်းချင်းမရှိရင်ဒီပြဿနာမရှိတဲ့အတွက်ကြောင့်ဘယ်သူကိုမှလည်းမချစ်နဲ့ဘယ်သူကိုမှလည်းမမုန်းနဲ့ချစ်ချင်းမုန်းချင်းကင်းတဲ့စိတ်ကပဲချမ်းသာတယ်ဆိုလူတယောက်ကိုလမ်းမှာတွေ့ရင်ဖြူစင်တဲ့စိတ်ကလေးနဲ့နှုတ်ဆက်နိုင်တာအချစ်အမုန်းမပါမှနှုတ်ဆက်နိုင်တာချစ်ချင်းမုန်းချင်းများဦးစားပေးသွားရင်လမ်းမှာတွေ့ရင်တော့မှချစ်တဲ့စိတ်နဲ့ဆိုရင်လေငယ်ကျိုးငယ်နာတွေပေါ်ပြီးတော့ဟိုကလွမ်းတယ်လို့ဆွေးတယ်လို့ဖြစ်အောင်မယ်မုန်းတဲ့စိတ်ကြောင့်လည်းသူ့မြင်ရတဲ့ဒေါသထွက်လားမထွက်ရဘူးလားဥပိ္ပခာဆိုတာဘယ်သူကမှလည်းမချစ်တော့ဘယ်သူကမှလည်းမမုန်းတော့ဘူးမြတ်စွာဘုရားကအဲ့ဒီဥပိ္ပခာစိတ်ဆိုတာအဲ့ဒီချစ်ချင်းမုန်းချင်းကင်းတဲ့စိတ်ကိုပြောတာမေတ္တာထားလို့လည်းမရဘူးကရုဏာနဲ့လည်းဖြေလို့မရဘူးဆိုတတ္တယနီးကဥပိ္ပခာသာပြုလိုက်ချစ်ချင်းမုန်းချင်းနဲ့မပါစီတော့နဲ့ဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာဥပိ္ပခာထား၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာဥပိ္ပခာထား၍ဖြေဖြောက်ပါဘေကဝေจิตသားจิตမိတို့ဣဒဤလောက၌ယတမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ပေါ်မှာအာဂါတောဇာယေထမကျေနပ်ချက်မြန်ဖြစ်ခဲ့မယ်ဆိုရင်တတမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာဥပိ္ပကံဘာဝေတပံချစ်ချင်းမုန်းခြင်းကင်းတဲ့ဥပိ္ပကနှလုံးသားထားခြင်းအပြင်အာဂါတောပတိဝိနေတဘောမကျေနပ်ချက်ကိုတရားနဲ့ဖြေပြီးတော့ကျေနပ်အောင်နေကြကြရမယ်ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြည်သည်အဝေါဇာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းကျင့်အောင်နေပါတရားပရိသတ်ရေပါတရားမြတ်စွာဘုရားကတယောက်ယောက်အပေါ်မှာမကြင်မနဲ့ဖြစ်ခဲ့ရင်ဖြေနည်းငါးနည်းနဲ့ဖြေကြည့်ရမယ်နံပါတ်1မေတ္တာနဲ့ဖြေနံပါတ်1နံပါတ်2ကကရုဏာနဲ့ဖြည့်နံပါတ်3ကဥပိ္ပခာနဲ့ဖြည့်မေတ္တာနဲ့လည်းမရကရုဏာနဲ့လည်းမရရင်ချစ်ချင်းမုန်းချင်းနဲ့မပါစေနဲ့ဥပိ္ပခာသာပြုပြီးတော့နေလိုက်ကြစမ်းပါလေးခုမြောက်နီးကထပ်ပြီးတော့မိတ်နဲ့ယတမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်အပေါ်မှာအာဂါတောဇာယေထမကျေနပ်ချက်မြန်ဖြစ်ခဲ့မယ်ဆိုရင်တတမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ကိုယ်အမူအရာနှုတ်အမူအရာစိတ်အကြံအစီမှန်သမျှကိုအတတိအမနတိကတော့တတိမမူနှလုံးမသွင်းမမထားတေမထားခြင်းအပြင်အာဂါတောပတိဝိနေတဘောမကျေနပ်ချက်ကိုဖြေကြည့်ရမယ်လေးခုမြောက်နည်းကအတတိမပြုတော့နဲ့ငါကိုဒီလိုပြောရကောင်းလားဆိုတဲ့ဒီမကျေနပ်ချက်ကြီးခေါင်းနဲ့ထည့်မထားနဲ့အမနတိကတော့စိတ်ထဲမှာနှလုံးသွင်းမှတ်မထားတေးမထားပဲနဲ့မြန်မြန်မေ့ပြောက်နိုင်အောင်ကြိုးစားခွာချပြီးတော့မေ့ရမယ်တဲ့ပရိသတ်လူတရားကိုသိမ့်မုန်းပြီဆိုရင်ကိုကအရင်စဖြတ်လိုက်တော့လေတန်တရားအဆက်ဖြတ်တယ်ဆိုတဲ့နေရာမှာအနိုင်အရှုံးကိုထက်မတွက်နဲ့ကိုကအလျှော့ပြီးရင် तू ကပိုးနိုင်ရင်ဘယ်လိုလုပ်မလဲ तू နိုင်တာသူ့အကြောင်းပဲသူ့အကြောင်းဟာသူ့အကျိုးဖြစ်မှာသူ့အကျိုးဟာကိုယ်အစိုးမဖြစ်နဲ့ကိုကသာအရင်စဖြတ်လိုက်တော့ပရိသတ်ရဲ့တန်တရားအဆက်ဖြတ်တဲ့အခါမှာအနိုင်အရှုံးတွေထက်တွက်လို့ရပါမလားမြန်မြန်မစုံကျင်တော့ဘူးဆိုရင်တန်တရားအထိမပါကျင်တော့ဘူးနောက်တစ်ဘဝအထိမပါကျင်တော့လူတရားကိုသိမ့်မုန်းပြီဆိုရင်ကိုကပဲစဖြတ်လိုက်တော့ကိုဖြတ်ရင်ကိုပြတ်တာပဲလေဒါကြောင့်မှတ်မထားတေးမထားပဲနဲ့ဖြေးတဲ့ဒုတွေကလေကောင်းတာမမှတ်ထားတာလေမကောင်းတာကြတော့မှတ်မိလားမမှတ်မိဘူးလားဒီကောင်မှငါတစ်သက်လုံးမကြည့်ဘူးဆိုတာတော့ရှိသေးတယ်လေပရိသတ်ရဲ့မကျေနပ်တဲ့အတွေးဆိုတာတွေးတိုင်းကုသိုလ်ပဲတိုးလားအကုသိုလ်ပဲတိုးလား
အာကုသိုလ်တိုးမဲ့ဟာကြတော့ဒုပုထုဇဉ်ရဲ့စိတ်ကကုသိုလ်မှပျော်လားအာကုသိုလ်မှပျော်လားအာကုသိုလ်တိုးမဲ့ဟာကြတော့ဘာမှပျော်စရာမလိုပဲအလိုလိုမှတ်မိနေပေမဲ့ကုသိုလ်စိတ်ကြတော့မှတ်မိတာများလားမမှတ်မိတာများလားဩသိတော့လဲသိတယ်နော်ဒါမဲ့လေဒုပရိသတ်တွေအခုတရားလာနာတဲ့သူတွေအော်တယ်ဒီကလူတွေဉာဏ်တော်တော်ကောင်းတဲ့သဘောရှိတယ်လို့တရားကိုလာနာတာနေရွယ်လေးနဲ့ပဲလာနာတယ်လို့စာအုပ်တစ်ခုမှပါမလာကြဘူးလို့စာအုပ်လေးနဲ့မှတ်ပြီးနာတဲ့လူကလေတစ်ယောက်နှစ်ယောက်လောက်ပဲတွေ့ဉာဏ်ကောင်းတဲ့လူဆိုတခါနာပြီးဘယ်တော့မှမမေ့တော့တဲ့သဘောဆိုတော့လေပိဋကတ်သုံးဖို့သွားပြန်ပါလားဒါကြောင့်ထောင်တွက်တွေပြောတာမှန်လားမမှန်ဘူးလားဒုပရိသတ်တွေမှတ်စုလေးနဲ့မြန်နာကြည့်စမ်းဘလောက်အကျိုးရှိလဲဒီဥပဏညလောက်တာစုစုပေါင်း9ညဆိုရင်တရား5ပုတ်မှတ်စုကြံလားမကြံဘူးလားပရိသတ်ရဲ့ဘယ်ဒိတ်လေးနဲ့လေဘယ်တရားကောင်းစဉ်လေးနဲ့ဘယ်ဆရာတော်ဘာတရားဟောတယ်မှတ်ထားကြည့်စမ်းအိမ်ပြန်ရောက်လို့အားတဲ့အချိန်လေးမဲ့အိတ်ကန်နီမဲ့အဲ့ဒီတရားစာအုပ်လေးဖွင့်ပြီးဖတ်ကြည့်ကုသိုလ်တိုးလားမတိုးလားကြည်စံကုသိုလ်ကြတော့မှတ်တမ်းမထားပဲမဲ့အကုသိုလ်ကြတော့မှတ်ထားတဲ့လူများလားမများဘူးလားကုသိုလ်မှတ်တမ်းလေးနဲ့နာတဲ့အလေးကျင့်လေးလောက်ကြစမ်းမှာ9ညဆိုရင်တရား5ပုတ်ရရင်စာအုပ်ထဲမှာမှတ်စု9အကြောင်းအရာတရား5ပုတ်ကြံရင်နောက်ကိုပြန်ဖတ်တော့လေကုသိုလ်တိုးလားမတိုးလားကုသိုလ်မှတ်တမ်းဆိုတာဖတ်တိုင်းကုသိုလ်ပဲတိုးစေတယ်အကုသိုလ်ကြတော့တွေးတိုင်းအကုသိုလ်ပဲတိုးလားမတိုးလားရောက်အကုသိုလ်ဖြစ်မဲ့အရာကိုမြန်မေ့ပြောင်းနိုင်အောင်ကြိုးစားရတယ်မကျေနပ်တဲ့အတွေးတွေနဲ့ခေါင်းနဲ့ထဲ့ထားရင်ဟိုကလူကပြောတဲ့သူကပြီးသွားပြီးသိတော့မသိတော့ဘူးကိုကအဲ့ဒါစကလုံးနဲ့ကိုခေါင်းနဲ့ထဲ့ထားပြီးတော့တညလုံးအိတ်မပြောတာတွေရောမရှိဘူးလားသူကအမှတ်တမဲ့ပြောတာကိုကအဲ့ဒါကိုခေါင်းနဲ့ထဲ့ပြီးတော့အိတ်မပြောတာဆိုတော့ तू မှားတာလားကိုမှားတာသူများပါဇက်ဖျားမှာကိုဘဝအဆုံးမသက်စင်နဲ့မြန်မလိုအဲ့ရင်မြန်မေ့ပြစ်ဖို့လိုလားမလိုဘူးလားအတ္တိအမနတိကာရောတတိမမှုနှလုံးမသွင်းမှမထားတိမထားပဲနဲ့ဖြေရမယ်၄ခုမြောက်နီးကနှလုံးမမှုပဲနဲ့ဖြေပါဘယ်လိုဖြေရမလဲဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာနှလုံးမမှု၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာနှလုံးမမှု၍ဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာနှလုံးမမှု၍ဖြေဖြောက်ပါအတ္တိအမနတိကာရောတတိမမှုနှလုံးမသွင်းမှမထားတေမထားပဲနဲ့မြန်မေ့နိုင်အောင်ကြိုးစားပြီးတော့မကျေနပ်ချက်ကိုဖြေရမယ်၄ခုမြောက်ဖြေနည်းနောက်ဆုံးဖြေနည်း5ခုမြောက်ဖြေနည်းကယသမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်အပေါ်မှာအာဂဒောဇယေထမကျေနပ်ချက်များဖြစ်ခဲ့မယ်ဆိုရင်ယသမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာကာမတက္ကတာအဋိဌာတပ္ပသုကံနဲ့သူပါပဲဆိုပြီးတော့ကံတရားကိုနှလုံးသွင်းဆင်ခြင်ခြင်းအပြင်အာဂါတောပတိဝိနေတဘောမကျေနပ်ချက်ကိုဖြေကြည့်ရမယ်၅ခုမြောက်ဖြေနည်းကကံနဲ့သာဖြေလိုက်တော့ဘာနဲ့ဖြေဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာကံတာဥစ္စာဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာကံတာဥစ္စာဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာကံတာဥစ္စာဖြေဖြောက်ပါကမ္မတက္ကတာဒိဋ္ဌာတပ္ပသူကံနဲ့သူပါပဲဆိုပြီးတော့ကံတရားနဲ့ဆင်ခြင်ပြီးတော့ဖြေရမယ်ပရိသတ်ရဲ့တတ္တဝါတစ်ခုကံတစ်ခုပဲနော်အန်တုလို့မရဘူးကံကလေရလားမရဘူးလားသူ့အကျိုးနဲ့သူသွားလားမသွားဘူးလားဘုရားဘာသာမှာကံရဲ့အကျိုးကိုတို့တွေကယုံကြည်လက်ခံထားတဲ့အတွက်ကြောင့်သူဖြစ်ရင်သူခံရမှာပဲကံတရားဆိုတာအစားထိုးခံပြီးလို့ရလားအဖေဖြစ်ရင်အဖေခံအမေဖြစ်ရင်အမေခံသားသမီးဖြစ်ရင်သားသမီးခံအဲ့ဒါဒီဘဝမှာသာသားနဲ့အမေဇနီးမယားအမျိုးတွေဘလောက်ပဲတော်တန်တရားခရီးလျှောက်တော့အတူလျှောက်လို့ရသေးလားကံတရားတွေကလမ်းကြောင်းကိုခွဲပလိုက်တော့တာပြိဿဒါကြောင့်မလို့အဲ့ရင်သာသမီဖြစ်ပါစေတိတ်ဆိုးလာရင်တပ်ပေတ္တာကာမတက္ကရဲထဲဖို့လိုလားမလိုဘူးလား
တချို့ကြတော့လေတပည့်တော်တို့ကဘုရားသားစိုးသမီးစိုးဆိုရင်မိဘဆိုတော့ပြည့်ရုပ်ဘယ်ထုံးစံရှိမလဲဘုရားသူတို့ဘက်ကကြည့်တော့လေမှန်တယ်တရားသဘောနဲ့ကြည့်တော့ပြိဿသားစိုးသမီးစိုးဆိုလို့မပြစ်နိုင်လို့မြန်အဲ့ဒီသားစိုးသမီးစိုးစိတ်ကလေးနဲ့မြန်အဖေတို့အမေတို့ကဆွဲပြီးသေသွားကြည့်ဒီသားစိုးသမီးစိုးကကိုယ်ကောင်းတဲ့ဘုံပို့မလားအောက်ကိုပို့မလားကြည့်ကိုကတော့စိုးလို့မစွန့်နိုင်ပေမဲ့အဲ့ဒီအစွဲနဲ့သေသွားတော့အောက်ရောက်တာနော်ရောက်လိုအပ်ရင်သာသမီပင်ဖြစ်ပါစေကံနဲ့ဖြေဖို့လိုလားမလိုဘူးလားတပည့်တော်ကမြေအနှစ်လေးဖယားမြေလေးတော့တပည့်တော်မြေလေးကတပည့်တော်မရှိရင်မဖြစ်ဘူးဖယားဆိုပြောတဲ့အဖိုးတွေအဖွားတွေကလည်းရှိသေးပရိသတ်ရဲ့ကိုရတာကိုမရှိရင်မဖြစ်ဘူးလို့ထင်တာသူတို့ကဖြစ်လားမဖြစ်ဘူးလားသိဖြစ်တာပေါ့မယုံရင်အဖိုးလို့သူအဖွားလို့သူသေသွားကြည့်သိချစ်တဲ့မြေအနှစ်ဆိုသူလေးကရင်ခွဲနာကြပြီးလိုက်သေးတယ်ဆိုတာကြားဘူးလားသေဖို့နေတာအလောင်းကြည့်ပြီးတော့အိမ်ပေါ်တော့မတက်ရဲတော့ဘူးမသေးခင်ရင်ဝင်ထဲကမစင်သေတော့လေကြောက်သွားလားမကြောက်သွားလားမသေးခင်ချစ်သေလင်ပြစ်ဆိုတာအဲ့ဒီခန္ဓာကြီးပဲဒါလိုအပ်ရင်သာသမီပင်ဖြစ်ပါစေကာမတက္ကရာထဲဖို့လိုလားမလိုဘူးလားကိုရတာကိုမရှိရင်မဖြစ်ဘူးလို့ထင်တာသူတို့ကဖြစ်တော့ဖြစ်တယ်ဒါကြောင့်ပြိဿလူဆိုတာလေးမသေးခင်ပဲတန်ဖိုးရှိအောင်နေရလူဟာတကယ်တမ်းကျသေသွားရင်ကြက်တကောင်လောက်တောင်တန်ဖိုးမရှိတော့ဘယ်လောက်တောင်တန်ဖိုးမရှိအိမ်မှာမွေးထားတဲ့ကြက်ကလေးတကောင်လောက်တော့တန်ဖိုးမရှိတော့ဘူးကြက်လေးတကောင်မွေးထားတယ်ဆိုပါဆိုချက်စားမဲ့အရွယ်ရောက်တဲ့အဲ့ဒီကြက်လေးရုတ်တရက်သေးသွားကိုကတတ်တတ်လို့မို့မစားလို့အဲ့ဒီကြက်သေးလက်လက်ဆက်ဆက်လေးဘေးအိမ်သွားပေးရင်ဘေးအိမ်ကဆင်းရဲတော့ကြက်သားဟင်းမစားရတာကြတော့ကျေးဇူးတင်လိုက်တာရှင်ဆိုအာရဝမ်းသာဆိုလက်ခံတယ်အိမ်ကတဲရောက်သေးလို့မြတ်ဘေးအိမ်သွားပေးကြည့်ပါလားကျေးဇူးတင်မလားရိုက်တော့မလားနမဲမြင့်နမမြင့်မသားကြီးလာပို့တယ်ဆိုပြီးလှုပ်တာလေကြက်လဲသေးတော့ကြက်မသားပါပဲဝက်လဲသေးတော့ဝက်မသားပဲလူလဲသေးတော့လူမသားပဲမသားချင်းအတူတူလူမသားကပစ္စလက်ကလှုပ်လားမလှုပ်ဘူးလားအဲ့ဒါပဲเนาะဒီမှာစီးပွားရေးကောင်းလို့မြန်တောင်ငူကလူတွေကားဝယ်စည်းတဲ့သူတွေရှိလားမရှိဘူးလားကိုစီးပွားရေးနဲ့ကိုကားလေးတစ်စီးလောက်ကောင်းကောင်းစီးရတယ်ဆိုကြပါတကယ်တမ်းကျတော့လေပြိဿရဲ့သေလဲသေသွားရောဗျာကိုစီးနေကြကားနဲ့တောင်တင်ချိုင်းကိုမပို့တော့ဘူးနာရေးကူညီမှုကားနဲ့တင်လားမတင်ဘူးလားကိုကားနဲ့ပို့လားနာရေးကားနဲ့ပို့လားဘိုးကြီးနဲ့ကိုကားကောင်းကြီးနဲ့လာတာအခုလည်းစဉ်းစားထားပါငါမသိခင်ဝအောင်စီးထားမှာလို့သိရင်ငါဒီကားစီးရမငါတပည့်တွေယူမှာငါသိရင်ဥကျော်သူကားနဲ့လေမှန်ကောင်းလှလာရေးနဲ့နိဗ္ဗာန်ရင်စီးရအောင်မှာကြည်စမ်းသေသွားရင်ကိုစီးနေကြကားနဲ့တော့ကိုကားပေါ်မတင်တော့ဘူးပြိဿရေတခြားကားနဲ့နာရေးကားပေါ်တင်သွားလားမတင်သွားဘူးလားအထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မအလကဘာကမှလည်းပါမသွားသေရွာကြတော့အပယ်လားနိဗ္ဗာန်ရောက်ဖို့အခက်သာအထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်တွေပြင်လားမပြင်ဘူးလားဘုန်းကြီးထင်တယ်ဓကမတွေပို့ပြင်တယ်ထင်တာပဲတညရေခရီးထွက်တာအိတ်က3လုံးလောက်ပါဘာတွေထက်မှလဲဒီကြားတဲ့လူကြားသူကြားတဲ့ဟိုအမိဒါမိနော်အတုပ်ကြီးလေးလေးစိုးရိမ်မှုကြီးလေးလေးဖြစ်ရလားမဖြစ်ရဘူးအထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားဘသူတွေဝေစားဝေစားရင်တာတုခေါ်ဖို့တော့ကောင်းသေးတယ်တချို့ဝေမစားနိုင်လို့အမွေတွေလေလူစားတဲ့သူတွေရောမရှိဘူးလားအမွေတွေအဝေမတက်တော့ရံဖြစ်ပြီးဆိုရင်ပရိသတ်ညီကိုချင်းချင်းလဲတတ်နေပြီမောင်နှမချင်းချင်းလဲမခေါ်မပြောနိုင်ညီမချင်းလဲစကားမပြောတော့အဲ့ဒီမှာဘလောက်အမျိုးတွေချစ်တယ်ဆိုတာအမွေခွဲတဲ့အခါကျရင်သိပြီနော်အမျိုးတွေဘလောက်မြန်စီးယုံနဲ့ဘလောက်မြန်တယောက်နဲ့တယောက်ချစ်တယ်ဆိုတာသိချင်းအမွေခွဲပလိုက်တော့အဲ့မှာပေါ်ပြီနော်မခေါ်မပြောနိုင်နေဖြစ်ကုန်လားမဖြစ်ကုန်ဘူးလားဒါကြောင့်မြတ်စွာဘုရားကဆွေမျိုးဆိုတာတဲ့တမေတဲ့မွေးတိုင်းဆွေမျိုးမဟုတ်ဘူးတဲ့ဝိသတပရမညာတိဆိုတဲ့ဆွေမျိုးဆိုတာဝိသတချစ်ခင်ကျွမ်းဝင်ရင်းနှီးနားလည်မှုပေးနိုင်မှဆွေမျိုးလို့ပြောတယ်တဲ့
ဝိသတာပရမညာတိဆိုတာဆွေမျိုးဆိုတာကဝိသတာချစ်ခင်ကျွမ်းဝင်ယင်းနီမှသာလင်ပရမအကောင်းဆိုသောညာတိဆွေမျိုးပဲတအားချစ်ခင်ယင်းနီကျွမ်းဝင်ပြီးတော့သူဒုက္ခကိုဒုက္ခကိုညီသူဒုက္ခကိုဒုက္ခအတူခံစားနိုင်မှသာလင်ဆွေမျိုးဆိုတော့မောင်နှမချင်းညီမချင်းတတ်နေပြီဆိုရင်ဟိုသွေးအားဖြင့်တော့တော်ပေမဲ့မြတ်စွာဘုရားပြောတဲ့အမျိုးကိုဟုတ်နိုင်ပါမလားအဲ့ဒါပဲเนาะကျိုးအမွေတွေအဝေမတက်တို့လူပြီဆိုတဲ့ကပရိသတ်အဲ့ဒါယုံရောက်ခတ်ရောက်တွေဖြစ်လားမဖြစ်ဘူးလားအမွေတွေအမွေဆိုင်လူပြီဆိုယုံရောက်ခတ်ရောက်ဖြစ်ပြီဆိုတဲ့ဟိုကိုရမဲ့အမွေလေးတွေရဲနဲ့တရားသူကြီးမျှပေးရလားမပေးရဘူးလားပေးလိုက်ကြပါသူတို့ကလည်းဒါလေးပဲစောင့်စားတာတောင်ကလူတွေမပါပါဘူးเนาะဘုန်းကြီးရန်ကောဟာတွေပြောပါဒီကြတဲ့တချို့ကဘုန်းကြီးနေဆွဲထဲ့တယ်တိတ်မရှာနဲ့ဟေးတဲ့ဘုန်းကြီးစားသွားအောင်မယ်ကိုနေတဲ့ဘုန်းကြီးကိုသူတို့အစားသွားအောင်မယ်လှုပ်တာလေဩဘုန်းကြီးလည်းမစားပါဘူးကွာလို့မလို့ကြံခဲ့တဲ့လူတွေစားမှာပါသူတို့ပြောတာလဲမှားတော့မမှားဘူးလို့တခါကစဉ်းစားကြည့်တယ်ဘုန်းကြီးနေရဲ့ဘဝဆိုတာငိုစားရည်စားဘဝနော်ဘုန်းကြီးနေရဲ့ဘဝဘာဘဝသူများအတုပါလဲပင့်တော့ကြွတာပဲသူတို့ကစိတ်မကောင်းတော့ငိုကိုကစားကောင်းငိုစားဆိုအဲ့ဒါပြောတာသူဘလောက်ငိုပေါ့ကိုနဲ့မှမဆိုင်တာစားစားရှိတာစားမှာပဲငိုစားဆိုတာအဲ့ဒါပြောတာသူများအလူလဲကြွတာပဲသူတို့ကလူကလို့ပြောကိုကစားကောင်းဩငိုစားရည်စားဆိုတာတာရေးနာရေးကြွနေတဲ့ဘုန်းကြီးတွေကိုပြောတာဘုန်းကြီးလည်းမစားပါဘူးပြိဿကြံခဲ့တဲ့လူတွေစားမှာဆိုတော့လေအတုတ်ကလေးတပြင်းပြင်းကိုနောက်ပါမယ်ထင်အထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မှာအလကားဘာကမှလည်းပါမသွားသိရွာကြတော့အပယ်လားနိဗ္ဗာန်ရောက်ဖို့အခက်သာလိုအပ်ရင်သာသမီပြင်ဖြစ်ပါစေသဗ္ဗေတ္တကာမတကာတဲ့ထည့်ရမယ်ကံနဲ့ဖြေရမယ်တဲ့ကံတရားတွေအကျိုးပေးတဲ့အခါမှာပြိဿရေမျှပြီးတော့ခံလို့ရလားမရဘူးလားအစားထိုးပြီးလို့ရလားမရဘူးလားတခါကစဉ်းစားကြည့်အိမ်အောင်ဦးစီးလုပ်တဲ့အဖေကမိသားစုစားဝတ်နေအစဉ်ပြေအောင်စီးပွားရေးကုံယုံပြီးရှာတာစီးပွားရေးအစဉ်ပြေပါမိသားစုချမ်းချမ်းသာသာဖြစ်ပါတယ်တိုးတော့အဖေရှာနေတဲ့စီးပွားရေးသည်အကုသိုလ်နဲ့ရှာတဲ့စီးပွားရေးမြန်ဖြစ်ခဲ့မယ်ဆိုရင်မိသားစုကတော့ချမ်းသာတယ်အဖေကအကုသိုလ်နဲ့ရှာထားတဲ့အခါကျရင်အဲ့သူရှာတဲ့အကုသိုလ်ကံလေးတွေအကျိုးပေးခြင်းရောက်တဲ့အခါကျတော့မိသားစုမျှခံရလားအဖေတယောက်ပဲခံအဲ့လိုပြောတော့တခါကြီးကြီးဆရာတော်ပြောသွားတယ်ငါနင်တို့ကိုလုံးမကြွေးတော့ဘူးလို့အဲ့လိုရှောင်လို့မရဘူးနော်ကိုပြဿနာကိုရှင်ကိုယူထားတဲ့ပြဿနာကိုလှုပ်ကြွေးရမှာပေါ့သိကြတာကတော့ကံအကျိုးပေးရင်တော့အစားထိုးပေးလို့ရလားမရဘူးလားအဲ့ဒါပဲလိုအပ်ရင်သာသမီပြင်ဖြစ်ပဲစေကံနဲ့ဖြေဖို့လိုလားမလိုဘူးလားမြတ်စွာဘုရားကနောက်ဆုံးဤကံနဲ့သာသွားလိုက်တော့တပ္ပိတ္တကာမတကာတတ္တဝါတခုကံတခုပဲဆိုပြီးတော့ကံနဲ့သာဖြေပြီးတော့မကျေနပ်ချက်ကိုပြေအောင်ကြိုးစားဆိုပြီးတော့ဖြေနည်းငါးနည်းမေ့ပါတယ်ဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာကံသာဥစ္စာဖြေဖြောက်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာကံသာဥစ္စာဖြေဖြောက်ပါဘေကဝေจิตตจิตသမီးတို့ဣဒဤလောက၌ယတမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ပေါ်မှာအာဂတောဇာယေထမကျေနပ်ခြင်းမြန်ဖြစ်ခဲ့မယ်ဆိုရင်တသမိန်ပုဂ္ဂအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာကာမတက္ကတာအဋ္ဌာတပ္ပသူကံနဲ့သူပါပဲဆိုပြီးတော့ကံတရားကိုနှလုံးသွင်းဆင်ခြင်ခြင်းအပြင်အာဂတောပတိဝိနေတဘောမကျေနပ်ချက်ကိုတရားနဲ့ဖြေပြီးတော့ကျေနပ်အောင်နေကြကြရမယ်ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းကျေနပ်အောင်နေပါတရားပရိသတ်ရေပါတရားမြတ်စွာဘုရားကတယောက်ယောက်အပေါ်မှာမကျေမနပ်ဖြစ်ခဲ့ရင်အဲ့ဒီမကျေနပ်တဲ့ဒေါသစိတ်ကိုဖြေဖြောက်ဖို့ဆိုရင်ဖြေနည်းငါးနည်းနဲ့ဖြေကြည့်ရမယ်ဖြေနည်းဘယ်နှနည်းနံပါတ်1ကမေတ္တာနဲ့ဖြေနံပါတ်2ကကရုဏာနဲ့ဖြေမေတ္တာနဲ့လည်းမရကရုဏာနဲ့လည်းမရရင်အတ္တယကဥပေက္ခာနဲ့ဖြေသရုဒ္ဓနိက
နှလုံးမသွင်းပဲနဲ့မြန်မြန်မေးပြီးတော့ဖြေရမယ်နောက်ဆုံးနည်းကဘာနဲ့ဖြေကံနာဥစ္စာပဲကံတရားနဲ့သာဖြေလိုက်ဆိုတော့ဖြေနည်းဘယ်နဲ့နည်းပရိသတ်အဲ့ဒီမကျေနပ်စိတ်ဖြင့်ဒီနည်း၅နည်းနဲ့သာတို့ပရိသတ်များမကျေနပ်တဲ့စိတ်ကိုဖြေပြီးတော့ကျေနပ်အောင်နေဖို့ဆိုပြီးမြတ်စွာဘုရားဟောတော်မူတဲ့အာဂါတပฏิဝိနည်းသုတ်ကိုအခြေခံပြီးတော့ဘုန်းကြီးတို့ဓမ္မလက်ဆောင်တရားတစ်ပုဒ်ဟောပေးပါတယ်ကျေနပ်အောင်နေပါ